လဲဆိုတော့နံပါတ်1ကအခုဘိုးကိုရေးတာကြီးမှသွားကြည့်လိုက်ရတယ်ကြောက်စာကြီးမှရေးတာနံပါတ်1ခက်ခဲကတတ်တတ်မှစိတ်သုံးတာဒီကိုခက်အခုဆရာမတို့ပြောလိုက်ပြီပုဂ္ဂိုလ်အစင်မောတသိသွားပြီလွယ်သွားရင်နံပါတ်1ခက်နောက်တစ်ခုကဇာတိဒီကိုခက်ဇာတိမသိနဲ့နိဗ္ဗာန်မမြင်ဘူးအဲ့တော့ဇာတိက3မျိုးရှိတယ်ကိုလာလို့ဆိုလာဘောဇာတိဒါတန်ဝေကပဲရတက္ကရာကြီးမပြုတ်တဲ့အတွက်ပဲလည်းမလွတ်နိုင်ဒါမှမဟုတ်ဒါအရိယသစ္စာလည်းမပါဘူးအဲ့တော့ဇာတိ2မျိုးကြံနေပြန်တယ်တကယ်ယုံနာနဲ့ဥပါဒဏ်ယုံနာအဲ့ဥပါဒဏ်ယုံနာကိုမသိကြတော့အခုTV မှာလာတဲ့တော်တော်များများကိုဟောတဲ့ဆရာတော်တွေပြန်ကြည့်တဲ့ခါကျတော့တကယ်ယုံနာကိုဇာတိလုပ်တာဟုတ်တယ်မလားတကယ်ယုံနာဇာတိလုပ်ဟောတဲ့ခါကျတော့နိဗ္ဗာန်မတွေ့တော့ဘာဖြစ်လို့လဲတကယ်ယုံနာကိုဇာတိလုပ်ပြီးဟောတဲ့အဖြစ်ပဲကျွန်တော်နိဗ္ဗာန်ကိုခက်တယ်လို့ပြောတာသူကလေးလေးတွေပါလေဝိုင်းပေးကြတယ်နိဗ္ဗာန်ပဲမေးကြတာအခုတနေ့ကတော့ကျွန်တော်မှာ Facebook ထဲမှာတွေ့လိုက်ကြည့်တယ်ကျမတို့ပန်းရည်ချမ်းစင်ပြီးလူပြီးဘုရားရှိခိုးနိဗ္ဗာန်ရပါလို့ဆူတောင်းတယ်ဘုရားတဲ့အဲ့တော့နိဗ္ဗာန်ဆိုတာဘယ်ရမှာရှိတာလဲငြိမ်းချမ်းတဲ့ဆိုရင်လည်းဘယ်လိုငြိမ်းချမ်းတာလဲနိဗ္ဗာန်ဆိုတာဘယ်လိုဟာမျိုးလဲဒါမျိုးမေးကြတယ်မေးတဲ့အခါသူတို့ကျင်တဲ့လောက်အောင်အဖြေမရဘူးဘာလို့မရလဲဆိုတော့သူတို့ကလေးတို့ဇာတိနားလဲအောင်မှမပြောပြနိုင်နိဗ္ဗာန်မပြောပြနိုင်ဇာတိတိသွားနိဗ္ဗာန်တိကဲဇာတိဆိုတာဘာလို့ပြောရလဲမေးတော့ကဲတကယ်ယုံနိုင်ရဲ့အခုအာယုံယုံနိုင်နှစ်ခုရှိတယ်အာယုံယုံနိုင်တော့ကျွန်တော်ပြောပြတော့သိသွားပြီနော်တကယ်ယုံနိုင်ဇာတိဖြစ်နိုင်မလားဆိုကျွန်တော်စဉ်းစားကြတယ်ဟုတ်လားဥဒ္ဒံပါဠိတော်တရားရှင်ဟောတယ်ဥဒ္ဒံပါဠိတော်ဘယ်သူမှမမေးနိုင်ဘူးဟုတ်လားနိဗ္ဗာန်ရှိတဲ့ဆိုကြောင့်ဘုရားဥဒ္ဒံကျူတာပေါ့နော်အဇတံအဘုဒ္ဓံအဂရအဲ့အတိတ်ကဇာတိအစဉ်မရှိတဲ့နိဗ္ဗာန်ဟုတ်လားဒုက္ခအစဉ်မရှိတဲ့နိဗ္ဗာန်ပေါ့နော်အသင်္ကရဆိုစီရင်သူမရှိတဲ့နိဗ္ဗာန်ဩနာတိမရှိတဲ့နိဗ္ဗာန်ပေါ့အဲ့ထဲမှာဇာတိတစ်လုံးသိရင်ပဲကျွန်တော်တို့ကျင့်တတ်စရာကောင်းတယ်အဇာတဇာတိအစဉ်မရှိတဲ့နေရာနိဗ္ဗာန်မှာလို့ဘုရားပြောသွားပြီအတ္တိဘိက္ခွေအဇာတံလို့ပြောတယ်အဲ့တော့ဇာတိဆိုတာကိုကျွန်တော်တို့ကအခုတကယ်ယုံနာကိုကောက်ထားတဲ့အခါကျတော့တကယ်ယုံနာကိုဇာတိကောက်ထားမယ်ဆိုရင်နိဗ္ဗာန်မှာဇာတိမရှိဘူးဆိုရင်နိဗ္ဗာန်မှာတကယ်ယုံနာမရှိဘူးဆိုရင်ဘာရှိအောင်လဲဘာမှမရှိတော့ဘူးနော်ဘာမှမရှိတော့တခြားလားဥစ္စေတာဝါဒလားဥစ္စေတာဝါဒဖြစ်တော့ဟုတ်တယ်အဲ့လိုချင်းဇာတိတကယ်ယုံနာကောက်မှာလားဥပါဒနာခန္ဓာကောက်မှာလားဥပါဒနာခန္ဓာကောက်မှာဥပါဒနာခန္ဓာအာယုံဆိုတော့ခဏသုံးညလားအစဉ်သုံးညလားဒါပြန်ဇာတိခဏမရှိလားအစဉ်မရှိရဒါပြန်ဇာတိအစဉ်မရှိလို့သိတဲ့ဉာဏ်ဒီယနေ့မှကျမတို့သိတဲ့အသိဉာဏ်နဲ့သမ္မာသမ္ဗုဒ္ဓဘုရားရှင်လည်းသိတဲ့အသိဉာဏ်နဲ့ထပ်တူထပ်မဲ့တူညင်းလို့ရမှာဘုရားဘယ်တော့မှဆရာသားမချမ်းသူသိတဲ့ဟာတွေကိုသူသိတယ်လို့ပဲပြောသွားတာဒါပေမဲ့ကျွန်တော်တို့တွေကအဲ့တော့ဘာသာပြန် translate ခုနကပြောလို့ပေါ့ဟလာဒါဒီမလုံနိုင်ဘူးပေါ့တောင်းလို့ပရိယတ္တိယဘာသာပြန်တာရှိတယ်ပရိပတ်တိယဘာသာပြန်တာရှိတယ်ပရိဝိဒဘာသာပြန်တာရှိတယ်ပရိဝိဒဉာဏ်မရသေးဟလာဒီဘုရားရှင်ဘုရားကြီးကတော့ဆိုလိုတဲ့အ내အတိတ်ပဲကျွန်တော်ဘာသာ translate လုပ်နိုင်ဘာသာနဲ့ပြန်နိုင်တယ်ပေါ့ဗျာဒါပြင်ဇာတိအစဉ်မရှိလို့ဆရာမတို့သိသွားပြီကျွန်တော်လည်းသိသွားပြီကျွန်တော်သိတဲ့ဉာဏ်နဲ့ဆရာမတို့သိတဲ့ဉာဏ်နဲ့ဘုရားသိတဲ့ဉာဏ်နဲ့ဟာတခါတည်းပဲလဲပဲပိုလည်းမသိဘူးရော့လည်းမသိဘူးဒါဘုရားရှင်သာသနာသူကအကုန်လုံးအတိအကျတယ်ပြီးထားတယ်ဒါမှမဟုတ်ဒုက္ခသစ္စာကိုဓမ္မစကြာမှာဘာသာပြန်တဲ့ခါကျတော့ရှစ်ချက်ဘာသာပြန်အမှတ်1ကပါလေချစ်ခင်နေတဲ့သူနဲ့ကိုယ်ဝင်ရခြင်းချစ်ခင်နေတဲ့သူနဲ့ပေါင်းဆက်ဆံခြင်းနောက်တစ်ခုကဟာလားအဲ့ချစ်ခင်နေတဲ့သူဆိုတော့ကျွန်တော်တို့ပုဂ္ဂိုလ်တော်တွေဖြစ်ပုဂ္ဂိုလ်တော်ဆိုတက္ကရာကြီးတော့မပြည့်ဘူးအရိယသစ္စာတွေလိုထဲမှာအဲ့လိုမရဘူးဒါပေမဲ့ချစ်ခင်နေတဲ့သူဆိုတော့တခြားလားအာယုံလားအာယုံတခြားလားဥပ္ပန္နခန္ဓာလားဥပ္ပန္နခန္ဓာအဲ့လိုသိပဲရတော့တယ်ချစ်ခင်နေတဲ့သူဆိုတော့လည်းအာယုံဥပ္ပန္နခန္ဓာမရှိမနေတဲ့သူဆိုတော့လည်းအာယုံဥပ္ပန္နခန္ဓာဇာတိဆိုတော့ဥပ္ပန္နခန္ဓာဆရာမရဏဆိုတော့ဥပ္ပန္နခန္ဓာအကျင့်တောင်းတတိုင်းမရခြင်းတည်းလို့ပြောတယ်နံပါတ်6ခုနှစ်ချက်မြောက်တောင်းတတိုင်းမရတာကျွန်တော်တို့ဘာတွေတောင်းတတာဥပ္ပန္နခန္ဓာတွေကြီးပဲဟုတ်တယ်မလားတော့တက္ကိတိနာအကျင့်အပြည့်ဆိုတော့ထက်ပါခုနှစ်ချက်လုံးကို conclusion လုပ်မယ်ဆိုရင်ကောက်ချက်ချမယ်ဆိုရင်တက္ကိတိနာပြစ္စုပ္ပန္နနက္ခဏာပိတံဝိဒုက္ခဥပ္ပန္နခန္ဓာ5ပါးသိသားရင်ဆင်းရဲခြင်းအစစ်မှန်ဖြစ်ပါလေသစ္စာတိုက်တဲ့ဆင်းရဲခြင်းဖြစ်ပါလေဆိုပြီးတော့ဒီမှာစကြမှာအဲ့ဒါပြန်သွားအဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေကိုကောက်ချက်မဆွဲနိုင်ကောက်ချက်မဆွဲနိုင်တော့ဇာတိမသိဘူးပေါ့ဇာတိမသိတော့နိဗ္ဗာန်လို့ပြောမှာဇာတိသိဖို့အတွက်ဘာလို့ရမလဲဒုက္ခသစ္စာပိုင်းခြားခန္ဓာနှစ်စုံပိုင်းခြားတခါခန္ဓာနှစ်စုံဟောရင်အာရမလို့ကျွန်တော်ဟောကသာအာရမတွေပြောတာဟုတ်လားခန္ဓာနှစ်စုံဟောရင်အာရမတရားဝင်ဟောကနိုင်ငံတော်တားထားတာပေါ့အဲ့တော့ဒါလို့ရှိရင်ကျွန်တော်ပြောခန္ဓာနှစ်စုံမရှိဘူးဆိုရင်ကျွန်တော်ပြောပြမယ်ဟုတ်လား29နှစ်သားမှာဘုရားတော်တယ်6နှစ်ဒုက္ခစီကျင့်35နှစ်ဘောဓိပင်နဲ့ရှုပြီးမှဘုရားဖြစ်တယ်သူတို့ကဥပ္ပန္နခန္ဓာနဲ့ဟုတ်လားဒီဝ
ဝိဘက်ခန္ဓာကြီးကအတူတူပါပဲနှစ်ခုမရှိဘူးပြောတယ်အဲ့ဒါဆိုရင်ဘုရားပြည့်တဲ့အချိန်မှာအဝိဇ္ဇာရှိသေးတယ်ရှိအဝိဇ္ဇာချုပ်သင်္ခါရရောဝိညာဏရောကဲသူအတူတူပဲသုံးနေဆိုရင်ဘုရားဘာလုပ်အောင်လဲပြိဋိဘံပြုရမယ်ပြုလားပြုပါအဲ့ခန္ဓာသုံးလားနှစ်ဆုံးလားရင်းလို့ကိုမရအဲ့ဘယ်ခန္ဓာချုပ်ပြီးတော့ဘယ်ခန္ဓာနဲ့တရားဟောနေတာလေအာယုဥပ္ပန္နခန္ဓာချုပ်ပြီးတော့ဝိဘက်ခန္ဓာကြီးနဲ့45ပါးတရားဟောတာဒီနေ့အားလုံးသိတယ်သူရဲ့သုတ်ဝိနည်းပြီးတော့ဆိုဒါနာ3ရက်ကိုဝိဘက်ခန္ဓာနဲ့ပဲထားရခဲ့ဘာခန္ဓာလဲခန္ဓာနဲ့ဒီတရားဟောတာဝိဘက်ခန္ဓာနဲ့ဝိဘက်ခန္ဓာနဲ့ဝိဘက်ခန္ဓာနဲ့ဥပ္ပန္နခန္ဓာဟိုဥပ္ပန္နရပါဝိဘက်ဝိဘက်ခန္ဓာဆိုဒီခန္ဓာကိုယ်ကြီးပေါ့မြင်ခန္ဓာ5ပါးကြားခန္ဓာ5ပါးတကယ်ပြေပေါ့တကယ်ပြေပေါ့အဲ့လိုသိအောင်ဝိဘက်ဆိုအကျိုးခန္ဓာရှင်းသွားတော့အကျိုးခန္ဓာဆိုအတိတ်ကလောက်ခဲ့တဲ့ကံကြောင့်ရလာတဲ့ဒါလေးပါခန္ဓာကြီးကိုဝိဘက်ခန္ဓာလို့ဝိဘက်ခန္ဓာအဲ့ဝိဘက်ခန္ဓာကျွန်တော်မကြောက်လို့ပြေးတာပါဆရာဟုတ်ကဲ့ပါရပါတယ်ပြဿနာမရှိပါဘူးမေးပါမကြောက်ဘူးပြောအောင်ဟုတ်လားအဲ့ဝိဘက်ခန္ဓာကြီးနဲ့ကျွန်တော်တို့သုံးခံစားပြီးတော့45ပါးလုံးအကုန်လုံးတတ္တဝါတွေကျွမ်းဝင်အောင်ဖြစ်သွားတာပဲသဘောတရားနော်ဝိပဿနာရှိလို့မရှိရင်မလွတ်တရားဟောလို့ရတယ်။ဒါပေမဲ့ဥပ္ပန္နခန္ဓာတော့ဘောဓိပင်နဲ့ရှုမြင်ပေါ်မှာပဲခဏသုံးညမြင်လားအစင်းသုံးညမြင်အစင်းသုံးညမြင်လားဒီဒါဖြင့်ခန္ဓာနှစ်စုံဆိုတာဘုရားရှင်သာသနာတိုင်းရဲ့အဓိကပညာပဲဟုတ်တယ်အဲ့ဒါကိုကျွန်တော်တို့ရိုက်ချုပ်လိုက်တဲ့ခါကျတော့ဒီသစ္စာတရားကြီးပျောက်ကွယ်သွားတယ်ကျွန်တော်တို့ကဒါပြန်ဖော်ထုတ်ပေးရတာလို့ဒါပေမဲ့ခန္ဓာနှစ်စုံရှိရထင်ရှားသွားပြီနောက်ဇာတိသိသွားပြီဇာတိသိတဲ့အတွက်ဘာအကျိုးစဉ်အာနိသင်ရတယ်ဘုရားသမတ္တဗုဒ္ဓဘုရားရှင်နဲ့သိမြင်တဲ့နိဗ္ဗာန်နဲ့ကျွန်တော်ကျမတို့သိမြင်ဝင်ရတဲ့နိဗ္ဗာန်နဲ့တစ်ခါတည်းသိမြင်ဝင်ရပါတယ်အတူတရားဘာအကြောင်းမှမရှိဟုတ်တယ်မလားနော်နောက်တစ်ခါလာဓမ္မစကြာကိုနားထောင်ခြင်းအပြင်ဟုတ်လားတန်တရားဆက်ကိုရက်တန့်စေရေးဓမ္မဆက်ကိုလက်ပတ်စေတော့ကြောင်းဓမ္မဆက်ကဘုရားတုတ်တယ်လို့ခေါ်ပါရဲဟုတ်တယ်မလားအဲ့လိုပဲတန်တရားဆက်ကိုရက်သွားမယ်ဓမ္မဆက်ကိုလက်ပတ်စေရမယ်ဓမ္မဆက်လဲခြင်းအပြင်ဘာအကျိုးအာနိသင်တွေရှိမလဲဒီအပယ်လို့ဖို့ဓမ္မတာဝန်ယူမယ်တန်တရားရပ်ဖို့ဓမ္မတာဝန်ယူမယ်နိဗ္ဗာန်ဝင်ဖို့ဓမ္မပဲတာဝန်ယူအဲ့တော့တောင်းလို့ဓမ္မဆက်ကြနာတော့ပြန်ကုန်ကြည့်စုတန်တရားဆက်ရက်သွားမယ်ဓမ္မဆက်လဲသွားအဲ့ဒါဘုရားရှင်ရဲ့တရားဥဓမ္မစကြာဟောတိုင်းမှာကျွန်တော်တို့ဟလာကတ္တဗဘုရားလက်ခဲ့ဆိုလို့ရှိရင်လူသားတစ်သိန်းရဟန်းကတော့ရဟန်းတစ်သိန်းပေါ့ကျွန်တော်တို့ကဏ္ဍကမြင်းနဲ့မြင်းရဲမောင်နှံနဲ့တော်တာမဟုတ်ဘူးဒီသူတို့ဒီနမ်းမကြီးနန်းဆောင်ကြီးတစ်ခုလုံးတော်ရဲဝင်သွားလူသားတစ်သိန်းပေါ့လက်ရှင်နဲ့လိုက်ခဲ့ဆိုတစ်သိန်းပါအဲ့တစ်သိန်းကရဟန်းဟလာဘုရားက6ရက်ကျင့်ပြီးကတ္တဗဘုရား6ရက်နဲ့ဘုရားဖြစ်တာ6ဖြစ်တဲ့အချိန်မှာရဟန်းတစ်သိန်းကိုအကြောင်းပြီးဟောတာလူသားကြီးပဲဂရိတရားဟုတ်လားလူသားကြီးပဲအဲ့ဒါနတ်ပြမဂရီတရားကျွမ်းဝင်လူကဂရီတရားနတ်ပြမကြီးလည်းအများကြီးပဲကျွမ်းဝင်ကြတာကျွန်တော်တို့ဘုရားလက်ထက်မှာတော့နဲတယ်လူသား9ဦးလေဟုတ်တယ်နော်ဆိုတော့အဲ့တော့ဒီမဆက်ကြံတယ်အဲ့ဒါဝါလိုက်ကွာပဲတက်တန်းလိုက်ကွာဟုတ်တယ်သူရဲ့စုပန်နေနဲ့တက်တန်းနေအားလေးကွာတယ်အဲ့တော့အခုကတန်တယ်ရက်တန့်စီဆိုတော့ကျွန်တော်စမ်းစစ်ကြည့်အောင်ဒီမဆက်ကြဟောတိုင်းတန်တယ်ရက်တယ်ဘလို့ပုံစံရက်သွားလဲဆိုတော့ကျွန်တော်တို့ဟာခန္ဓာပြည့်စုံမှုပဲသိရမယ်ဆိုငုတ်ကုန်းမှာအများကြီးပြောတယ်ထိုင်မဲ့ခန္ဓာပြည့်စုံသုံးပါကျွန်တော်လည်းနှစ်20လောက်သိဖို့ကြိုးစားခဲ့ဒီခန္ဓာပြည့်စုံသိမှရမယ်ဆိုတော့ပြောမယ်ခန္ဓာပြည့်စုံသုံးပါကိုသိခွင့်ကိုမရခဲ့ဒီစာကတော့လွတ်ရတယ်ခန္ဓာပြည့်စုံမသိခန္ဓာပြည့်စုံသုံးပါဆိုတော့ရှားပြောတာမဟုတ်ပါဘူးအခုအာယုံမှာဟလာနောက်ခုအစိကကသဘာတုတ်တယ်ခုပြောမယ်စိကကသဘာတုတ်တယ်ဆိုတော့အလုံးကြားဘူးလေအဝိမစီးတဲ့ဒိတ်တယ်လို့ဟုတ်တော့တရားဆုံးကတော့လိုက်ပြီးတယ်ကတနာဗာမိလဲဆိုတော့ရှင်ကောရမဒုက္ခဆိုတာရှိလားမိမိပြုရလားမေးတော့နိုင်ဟောနေအဲ့ယူငါမယူဘူးတဲ့သူတို့ကပြုရလားမေးတော့မဟုတ်ဘူးတဲ့နှုတ်ပေါင်းပြုရလားမေးတော့လေမဟုတ်ဘူးတဲ့ဒုက္ခအလိုလိုဖြစ်သလားမေးတော့အဲ့ယူလည်းသူမယူပါဘူးတဲ့အဲ့ဒီရှိဘောမှာဒုက္ခမရှိဘူးလားမေးတော့ရှိတယ်ဒုက္ခမသိလားသိတယ်သူတို့နားမလဲတော့ဘူးတဲ့ရှင်ဘောမှာသိတဲ့ဒုက္ခပြပတ်စမ်းပါအဝိဇ္ဇာရှိရင်ဒုက္ခရှိပါတယ်တဲ့အဝိဇ္ဇာမရှိရင်ဒုက္ခမရှိဘူးအဲ့တော့ဒုက္ခကိုအရင်တော့ကျွန်တော်တို့အဲ့ဒုက္ခ definition ကိုနားမလဲလို့ကျွန်တော်တို့သစ္စာသာနာမပေါ်ဘူးဟာအဓိကအဓိကပဲသဘောတရားတောင်းလို့ဒီဒေါက်တာရာဟုလဘိုးကြီးပြောကျွန်တော်ငယ်ငယ်တော့ဖတ်တယ်အဲ့ဆောင်ဒါသဘောကြအမေရိကန်မှာအကျဉ်းထောင်လောက်ဘာသာပြန်ပြီး translate လုပ်ထားတဲ့စာပဲဒါပေမဲ့အဲ့နေရာလေးကျွန်တော်ဖတ်ကြည့်တယ်ဒုက္ခဘာသာမပြန်ပါနဲ့တဲ့ translate မလုပ်ပါနဲ့ဟုတ်တော့ဒုက္ခကိုဆင်းရဲခြင်းလို့ဘာသာပြန်လို့ရှိရင်မမှန်ဘူးတဲ့ဟုတ်ပြီဆင်းရဲတဲ့ဒုက္ခဟိုလေအမှလို့ဒုက္ခတိုင်းမှာထားပါတော့အဲ့ဆရာတော်ကသိလို့သိတယ်သူလည်းရှင်းမပြနိုင်ဒါပေမဲ့အဲ့ဆောင်လို့ငယ်ငယ်လေးဖတ်ရတယ်ဖတ်တော့ကျွန်တော်အဲ့ဒါကိုဘာကြောင့်ဒီဒုက္ခဘာသာနဲ့ပြန်ခိုင်းတာလဲရှင်းတာဟုတ်ကြမှာဒုက္ခဆိုတာဟုတ်တာပေါ့ဒီအာယုံဥပ္ပန္နခန္ဓာသိမှဘုရားပြောတဲ့ဒုက္ခကိုသိတာခန္ဓာမစုံကိုပိုင်းခြားနိုင်ရမယ်ပိုင်းခြားပြီးတော့ဥပ္ပန္နခန္ဓာအာယုံလို့သိရမယ်အာယုံလို့သိမှအဲ့ဥပ္ပန္နခန္ဓာဒုက္ခလို့ပြောတယ်ဘု
ဘာကြောင့်ဒုက္ခလို့ဆိုလိုတာလဲဟလာကျွန်တော်တို့ရဲ့သွေးမြေအနန္တမျက်ရည်အနန္တအဲ့တော့တကယ်လို့သာကျွန်တော်တို့ဇာတိဇဉာဏ်တို့ပုဂ္ဂိုလ်ယဝတ္တပင်တို့ရခဲ့မယ်ဆိုရင်လက်တယ်ကျွန်တော်တွေ့ပြီအဲ့တော့တတ်တော်တိုင်းကသူတို့ဘာတတ်စားလို့ကြားတဲ့သွေးပဲဆုထလို့ရရင်သမုဒ္ဒရာ၄၀မကများခဲ့ပြီပြောတာလက်စီပေါက်လေးကကျင်းချင်းလေးกว่าတယ်ကြားတဲ့မျက်ရည်ဆုထလို့ရရင်သမုဒ္ဒရာ၄၀မကများခဲ့ပြီသူလုပ်ခဲ့တာဥပနိခန္ဓာပဲဒါကြောင့်မလို့ဆို definition ကအဲဒီဥပနိခန္ဓာကိုဒုက္ခလို့ definition ပြရဖို့ဆိုအဲဒီဥပနိခန္ဓာကိုကျွန်တော်တို့ကမရှိပါဘူးလို့ပြောတဲ့အခါကျတော့တရားပြဒုက္ခဘယ်လိုသိမှာပေါ့ဘဝဆိုတာလည်းဥပနိခန္ဓာဒုက္ခဆိုတာလည်းဥပနိခန္ဓာအနတ္တဆိုတာလည်းဥပနိခန္ဓာကိလေသာဆိုတာဥပနိခန္ဓာပဲအဲ့ definition ကိုကြည့်တော့definition အဲ့ဒီ definition မရသမျှဒီသစ္စာရဲ့ definition ဘယ်သူမှဘာသာပြန်လို့မရဘူးလို့ logical logical thinking မရတော့ဘူးလေဘာသာပြန်လို့လည်းမရနိုင်တော့ဘူးပရိဝေဒသာသနာလည်းမပေါ်တော့ဘူးလေအဲ့ဒီဟာလေးကအဲ့ဒီဥစ္စာကြီးပဲ main point ဟုတ်တော့အခုကျတော့ပြောလို့ရသွားပြီကဲအဝိဇ္ဇာရှိရင်ကိလေသာရှိတယ်ကိလေသာမရှိရင်အဝိဇ္ဇာမရှိဘူးအရင်တော့ယန္တာဖြစ်မှမရှိတာဆိုကျွန်တော်တို့ထဲရောက်တယ်တို့ယန္တာဖြစ်ကြလည်းအကြောင်းမရှိဘူးအဝိဇ္ဇာမရှိဘူးအခုကသစ္စာမသိလို့သာလည်းအဝိဇ္ဇာရှိနေတယ်သစ္စာသိရင်အဝိဇ္ဇာမရှိတော့ဘူးအဝိဇ္ဇာဖြုတ်ကြမလို့အဝိဇ္ဇာဖြုတ်ကြမလို့ဟုတ်တယ်အဝိဇ္ဇာမရှိအောင်ဘာရှိအောင်လို့အဲ့ဒါပဲဟုတ်တယ်ကိလေသာအစဉ်သေးပါလို့ကိလေသာမရှိအောင်လုပ်ကိလေသာအစဉ်သေးပါလို့သိရင်အဝိဇ္ဇာရောခဏသေးလားအစဉ်သေးတဲ့တရားကြီးဝိဇ္ဇာဥဒ္ဒပါတိပြောတာဟောဒီသစ္စာကိုသိတာနဲ့ဟလာအဝိဇ္ဇာမောင်ကြီးဖြစ်စည်းထွန်းပြောင်းလင်းအောင်ဒီဥဒ္ဒပါတိထင်ရှားဖြစ်ဖို့လာပြီအဝိဇ္ဇာအကုန်ချုပ်သွားတယ်ပြောဟုတ်ဝိဇ္ဇာဉာဏ်ပဲကြံခဲ့တယ်ပြောအလင်းအောင်ပဲကြံခဲ့တယ်အမောင်လုံးကပျောက်သွားပြီပြောတာဗျာအဲကျွန်တော်တို့ကအဲ့ဒီရတာတွေခံစားခွင့်မရဘူးဘာလို့လဲဆိုတော့ဒီဒုက္ခရဲ့ definition ကိုကျွန်တော်တို့ကပုံမပေါ်နိုင်လို့ပေါ့အခုကျတော့ပုံပေါ်တော့ဒါသဘောပေါက်သွားပြီကိလေသာမရှိဘူးဆိုရင်အဝိဇ္ဇာမရှိဘူးဟုတ်တယ်မလားဟလာအဝိဇ္ဇာရှိရင်ဘဝရှိမယ်အဝိဇ္ဇာကြံသေးရင်တော့ဘဝကြံနေဦးမှာအဝိဇ္ဇာမရှိတော့ဘဝရှိဦးမှာမရှိတော့အဲ့ဒါပဲလေသူတယ်မလို့ရှိရင်အဲ့ဒါဆိုခုနကကျွန်တော်ပြောတဲ့ဟာတွေဘာသာပြန်လို့ရပါတယ်ပေါ့လေအဓိကဒါပဲပန်းချနိုင်တဲ့ပညာရမှာဘုရားရှင်ဆိုလို့တဲ့သစ္စာရဲ့အတိပ္ပယ်တွေကိုပုံဖော်လို့ရပါတယ်အဲ့ညာကိုတစ်ခုလေးပြီးချင်တယ်ဆိုဟိုထဲမှာရေးထားတယ်ဟိုဝိပ္ပစ္စဟုတ်တယ်အဲ့ဒီဟာကျွန်တော်ဟိုဆရာဦးကြီးနဲ့ကျွန်တော် comment ပြီးတော့လေဝိပ္ပစ္စဆိုတော့ကျွန်တော်ဘာလို့မလဲတော့အခုတော့ဖတ်ကြည့်တော့သဘောပေါက်လာအမှန်ပြောကြည့်မယ်ဆရာသူကပိုင်းခြားဆင်ခြင်ဒါပဲပေါ့စမ်းစစ်တာပဲပေါ့တမသင်္ကပ္ပပဲတမသင်္ကပ္ပပဲတမသင်္ကပ္ပဘာတော့မက်ကင်မက်ကင်စမ်းစစ်တာဝိပ္ပစ္စဆိုတော့ကျွန်တော်ကကြားဘူးတဲ့စာလို့ဖြစ်တော့အဲ့ဒါကိုလိုက်ပြီးရှာဆရာကိုလည်းဒီပြီးပဲဟုတ်တယ်မေးချင်တယ်မေးခွန်းလေးဒီနေ့ကျတော့ check လုပ်တာစစ်ဆေးတာတော့ပေါ့အဝိဇ္ဇာမရှိအောင်ဘုံကျိုးရတာဟုတ်ရတာပေါ့ဟုတ်တယ်ပရိဝေဒပေါက်ဖို့တော့လိုတာပေါ့ပရိဝေဒမပေါက်ရင်တော့ပြောရတာခက်တာပေါ့အခုဒီရှားပြောတာကိုကျွန်တော်ကိုလုံးတက်ဆုလိုက်ကြတာအဝိဇ္ဇာမရှိဘူးဆိုရင်ဟာကျွန်တော်ပထမအဆုံးသိထားတာတမျိုးလေးပေါ့အဲ့လိုပြောတော့မဟုတ်ဘူးပုံကျပြန်လာတော့ကျကူကလည်းဆရာပြောဒီလိုဆိုဆရာငယ်တန်းသိနေတက်လို့ရောက်မှသိနေဝဲလို့ရောက်မှသိနေ90ရောက်မှသိချင်ကွာဝါပြည်တာမရှိတော့ဟုတ်တယ်အမေကြီးဝါရတာအခုလားအခုကမဟာဘွဲလုံးတဲ့ဘောဒီတော့ကြာပြီဟုတ်တယ်အဲ့တော့မဆက်တက်ပြီအဲ့တော့သူကကိလေသာမရှိရင်အဝိဇ္ဇာမရှိဘူးသိသွားတယ်ကိလေသာအစဉ်တည်းဆိုအဝိဇ္ဇာတည်းဆိုသိသွားတယ်ဟုတ်လားတော့ဒုက္ခအစဉ်ချုပ်တယ်ဆိုသိသွားတယ်အဲ့တော့အဝိဇ္ဇာချုပ်တယ်သိသွားအဲ့တော့ကျွန်တော်တို့ကအခုသစ္စာသိသွားတယ်သစ္စာသိသွားတဲ့ခါကျတော့ဟုတ်လားဒီခန္ဓာပိဋကသမုပ္ပါဒ်ကိုအရင်တော့ကျွန်တော်ဘာကြောင့်နားမလည်ခဲ့တာလဲဒုက္ခ definition ကိုနားမလည်ခဲ့ဥပါဒခန္ဓာမသိခဲ့လို့ဥပါဒခန္ဓာဘယ်လိုဖြစ်ပေါ်လာတာလဲဘယ်မှာဖြစ်တာလဲဥပါဒဖြစ်တဲ့နေရာအာယုံမှာဘာကြောင့်ဖြစ်တာလဲသူရဲ့ cause and effect ကဆွဲလို့ဖြစ်တယ်ဘာရင်းနဲ့ဆွဲလဲမရှိတာအရှိထားတဲ့သတ္တရဒိဋ္ဌိအရေးကိုအကောင်လုပ်တဲ့တက္ကရာဒိဋ္ဌိဖြစ်တဲ့ဘုံနဲ့ဥစ္စေတဒိဋ္ဌိဆိုအဲ့ဒီတရားတွေနဲ့အရေးတွေနဲ့ပေါင်းစုံလို့ဥပါဒခန္ဓာဆိုအာယုံမှာဖြစ်ရတယ်သူရဲ့ cause and effect ကအဲ့ဒါပဲဥပါဒခန္ဓာပြည့်ချောင်းပြည့်စုံဟုတ်တယ်မလားအဲ့တော့အဲ့ဒီအစွဲတွေရှိနေတဲ့များဒီဥပါဒခန္ဓာကြီးရဲ့ပေါ်တယ်အဲ့တော့အဲ့ဒီမှာတစ်ခါပြန်ပြီးတော့တဏှာဆက်ကဘယ်လိုလဲတာလဲပြန်ကြည့်တဲ့ခါကျတော့ကဲကိလေသာရှိတယ်ဆိုကျွန်တော်ရှိမှာအဝိဇ္ဇာမရှိဘူးလားရှိတယ်ဟိုကရဟန္တာပြမကုန်မှာဆိုကျွန်တော်ကအသိတတ်တာကိလေသာအစဉ်ရှိတယ်ဖြစ်နေရောစင်ရှိတယ်ပြီးတော့အဝိဇ္ဇာလည်းရှိနေကိလေသာအစဉ်ရှိရဆိုမီးရလောင်ပြီးအာယုံမှာလောင်နေမီးကအာရမဏိကောမီးမကူးပါနဲ့လို့တားလို့ရမှာမရဘူးဘယ်သူကရှုပ်ပေးတာလဲအဲ့ဒီကျွန်တော်ပြောတယ်ဟိုနျူတန်ကဒီတစ်သီးတွေ့တာကိုကြည့်ပြီးတော့မှဒီတစ်သီးနဲ့မြေကြီးကြားထဲမှာ gravity ရှိတယ်ဆိုတော့သူတွေ့ပါသူမျက်လုံးကကျွန်တော်လည်းမျက်လုံးပါတာပဲ
ဒါပေမဲ့မျက်လုံးချင်းမတူဘူးသူကညာမျက်လုံးတွေ့တာအဲ့လိုပဲဟုတ်တယ်အဲ့လိုပဲဖះရဲ့မျက်လုံးကလည်းဘယ်လောက်ထိကြီးလဲဆိုတော့ဒီအာယုံနဲ့အာရမဏိကကြားထဲမှာရှိတဲ့အန္တာကြီးကိုသူဖော်ထုတ်ပေးလိုက်တာအဲ့24ပြည့်စင်တက်နေဟုတ်ပြန်လာကြိုးပြန်လာကြိုးပြနေတယ်ဒါမှမဟုတ်အာယုံမှာဆင်းရဲရင်အာရမဏိကဆင်းရဲပြီအညမညပစ္စည်းရောပြန်လာဆင်းရဲတယ်သာသတာပစ္စည်းရောလူလူကဆင်းရဲတယ်အနန္တပစ္စည်းရောအာယုံမှာဒိုင်းနဲ့ကြားတာနဲ့မနှောတဲ့ရောက်အနန္တပစ္စည်းရောတမဏပစ္စည်းရောဟလားအဝိဇ္ဇာရှိတော့ဒုက္ခရှိပြီဒုက္ခအဋ္ဌပစ္စည်းဒုက္ခချက်တဲ့နိဗ္ဗာန်ကနတ္တိပစ္စည်းဟိုကိလေသာရှိတယ်ဆိုတဲ့သီအိုရီနဲ့လိုက်ရှာသိအောင်ရှာနိဗ္ဗာန်မတွေ့အမှားကြီးပဲသီအိုရီမှားနေတာသီအိုရီမှားတဲ့အတွက်ကြောင့်မလို့အဖြေထုတ်ရင်အဖြေထွက်မလာဘူးအဲ့တော့အကျိုးပေးပါလာမလဲအဝိဇ္ဇာရှိကိလေသာရှိတယ်ဒုက္ခရှိတယ်ဆိုအကျိုးပေးဒုက္ခပဲလာအာသဝိနပစ္စည်းအရင်တော့လည်းအိုနာသေးပဲအခုလည်းအိုနာသေးနောင်ရမှလည်းကြိုက်တာလို့ကြိုက်တဲ့ကုသိုလ်ပြုကြိုက်တဲ့တရားအားထုတ်အဝိဇ္ဇာရှိနေနောင်ရမှလည်းအိုနာသေးပဲဒါအာသဝိနပစ္စည်းတတိဟုတ်တယ်တော့ဒုက္ခနဲ့မနှောနဲ့ဘယ်တော့မှမကင်းတော့ဒုက္ခချုပ်တဲ့နိဗ္ဗာန်နဲ့ကျတော့ဝိကရပစ္စည်းကင်းနေရောဒါဘာဖြစ်လို့လဲဒီအဝိဇ္ဇာရှိနေတဲ့များကလပ်ပတ်လို့ဒီအာရုံနဲ့အာရမဏိကဂျာမှာရှိတဲ့ energy ကပဲတန်ត្រာဆက်ကိုလှည့်တော့တန်တရားဆိုတာသိဖို့ဆိုရင်ဘုရားရှင်ပြောတဲ့ပြိဿသမုပ္ပါလို့ခေါ်တဲ့တန်တရားသိဖို့ဆိုရင်ဒီအာယုံနဲ့အာရမဏိကဂျာထဲမှာဒီ energy ရဲ့အလုပ်လုပ်ပုံကိုနားလည်မှာဘုရားရှင်ပြောတဲ့ခန္ဓာပြိဿသမုပ္ပါကိုသိဘာမှခက်တာလည်းမဟုတ် စိတ်စင်ဒါပေါ့စိတ်စင်အခုကျတော့ကျွန်တော်တို့ကအဝိဇ္ဇာမရှိတော့ဝိဇ္ဇာမရှိတော့ကိလေသာခဏသေးလားအစင်သေးလားကိလေသာအစင်သေးကိလေသာမြင်ငြိမ်းသွားပြီကိလေသာမြင်ငြိမ်းသွားရင်အာယုံမှာယုံနာလည်းမရှိလို့ဒုက္ခလည်းငြိမ်းသွားပြီဒါဆိုအာရမဏိကလည်းဒုက္ခငြိမ်းပါလို့ဆူတောင်းတာမဟုတ်ဘူးဒါဆိုပြိဿတိအလုပ်လုပ်တယ်ဆရာအရင်တော့ပဋ္ဌာန်းကျွတ်ကြတယ်ပေါ့ပဋ္ဌာန်းကဘာတကိုးတွေရတယ်ဘာရလို့ထူးတယ်အမှန်အကြောက်ကျိုးနဲ့အကြောင်းနဲ့မသိကြဘူးကျွတ်ပြီးတော့ဘာမှမသိကြဘူးအဲ့ဒါကတိတိမသိဘူးဆရာပြောလိုက်တဲ့နဲ့ကိုယ်ကတက်တက်ပေါက်သွားပြီဘာခေါ်တက်လိုက်လို့ပြောတာကျွတ်ကမှအဲ့ဒါရတယ်ပေါ့အပြတ်တော့ရတယ်အဲ့အဲ့ဒီနဲ့ဒီမြောက်ဆရာပြောလိုက်တာလည်းတို့ဟိုလိုနားတယ်ဟုတ်တယ်အဲ့လိုနားတယ်ဟုတ်တယ်ကိစ္စမရှိဘူးအဲ့အာယုံမှာကိလေသာအစဉ်သေးဘာလို့သိတယ်ကွာအဝိဇ္ဇာသိယုံနာအစဉ်မရှိဘူးဆိုတော့ကွာဒုက္ခလည်းချုပ်ပြီးအဝိဇ္ဇာလည်းမရှိတော့အဲ့ဒါတန်လျာဆက်ကခဏရက်သွားလားအပြီးတိုင်ရက်သွားပြီးတိုင်စိတ်ဆိုင်ပဲလေသူကသေးချောင်းလုပ်ပေးထားခဲ့တာဒါတန်လျာတော့သိရအာမခံပေးတယ်ဟုတ်တယ်အာမခံတိုင်းရှုံးမှာကုန်ပြရှုံးမှာကုန်ပြရှုံးမှာအဲ့တော့အာယုံမှာဒုက္ခမရှိတော့ဘူးဆိုရင်အာရမဏိကလည်းဒုက္ခငြိမ်းသွားတယ်ဘယ်သူကဒုက္ခငြိမ်းအောင်လုပ်တာလဲကျွန်တော်လုပ်တာမဟုတ်ဓမ္မလုပ်တာအနန္တပစ္စည်းရောသမဏပစ္စည်းရောအညာမညာပစ္စည်းရောအပြန်လာငြိမ်းပြီသာသတာပစ္စည်းရောလူကငြိမ်းပြီဒုက္ခကနတ္တိပစ္စည်းဒုက္ခချုပ်တဲ့နိဗ္ဗာန်ကအဋ္ဌပစ္စည်းဟလာမနောနဲ့ဒုက္ခနဲ့ကင်းသွားပြီဝိကရပစ္စည်းဟလာဒုက္ခချုပ်တဲ့နိဗ္ဗာန်နဲ့မကင်းတော့ဘူးအဝိကရပစ္စည်းအကျိုးပေးပါလေလားမလဲအရင်ကလည်းဥနာတိမရှိဘူးအခုလည်းရက်ပြီနောင်လည်းမလာတော့ရှင်းတယ်တေချာပု္ပ္ပာရတော့ရှင်းသေးတယ်ဇီရိုထွက်သွားဇီရိုတက်ဘယ်တော့ဥပမာပြရတယ်ဆရာကျောင်းဟွာလို့တာမဟုတ်ဟုတ်တယ်ကျွန်တော်ကညံကပေါ်လာရှင်းသွားဇီရိုလေဇီရိုကျွန်တော်ဇီရိုရင်းလို့မရဘူးဟုတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတန်လျာဆက်ကဟန်ဆောင်ရတာမဟုတ်ဘူးရှင်းချင်းလေးလေးရတာကိုမြင်သွားအဲကြောင့်သူကစိတ်ချင်းမှာယုံကြည်စိတ်ချတယ် confidence ပြတ်သွားတယ်အဲ့တော့တန်လျာဆက်ရသွားတယ်ဓမ္မဆက်ကအမြဲတမ်းလေဒါပေမဲ့အဲ့ဒီဟာကို check တော့လုပ်အောင်ဆရာဦးမောင်တော်ဓမ္မဆက်လည်းပြောလိုက်ပြီတန်တဲ့ရတယ်ပြောလိုက်ပြီဟုတ်လားမဟုတ်လားစစ်စစ်ကြည့်အောင်ဟုတ်တယ်မလားစစ်စစ်ကြည့်ပါစင်ပြေမှာဒါမှစစ်စစ်ရမှာအောင်မပေးရလားစစ်စစ်ရလားကြည့်ရပါရောက်ပြီဆံမွေးချိန်စားတောင်းဘလူးစားပါလားဆရာဘလူးစားပါလေကျွန်တော်ရင်စားပါဘောမစားပါဘူးလည်းနည်းနည်းရပြီလားတော့ဆရာဆိုလည်းမရတဲ့လူပဲညစ်တာမရတဲ့လူမရတဲ့ဟိုကျွန်တော်တို့ကအခုဂျွန်ဆောတို့အွန်ဆောတို့ဖြစ်တယ်စင်ကြတာပဲဘာလို့လဲဆိုဂျွန်ဆောကအရေးကြီးမှာလားအပြစ်သူခံဆိုရှိလားအပြစ်ရှိလားရှိမစင်ကြဘူးလားစင်ကြအဲ့ဒါဟိုဘက်ကြစင်ကြတော့မနှောရရပါပြီရပါပြီရပါပြီကိုဆရာခုနကကျွန်တော်အသိလေးရှင်းပြတာပါရဲ့ကြောင့်ကျွန်တော်ပြန်လို့ရတယ်ဟုတ်ပါပြီဟုတ်တယ်ကျွန်တော်တွေးမှနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဘာလဲဆိုအရင်တော့ကမစင်ကြဘူးလို့ထင်ခဲ့တဲ့ဟာတွေကအခုအကုန်စင်ကြသွားပြီဒါမှမဟုတ်အဲ့ဒီအရင်တော့ဟာတွေနဲ့ theory ထားပြခဲ့လိုက်တော့ဟုတ်ပါအခုကကျွန်တော်မေးကြည့်မယ်လေကြိုက်တယ်လို့ပြောကြီးလဲအခုအမေရိကန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ကြောင့်ငါစောညာကြီးအခု TV ကြည့်ပြီဆိုကြပါစို့ဂျွန်ဆိုတွေပေါ်လာပြီစင်ကြလားမစင်ကြဘူးလားစင်ကြတယ်โอเคအဲ့ဒါဆိုရပြီဘာစကြောင်မကတ်တော့ဒါပဲမကတ်တော့ဘူးကြည့်ရွယ်ကြည့်တာအပြင်းနဲ့ရုပ်တည်ဘုံနဲ့ပြောကတ်ချင်လိုက်ကမကတ်ချင်လိုက်နေရတယ်သူကစင်ကြဖို့သိဖို့လိုရင်းပဲဟုတ်တယ်နော်အဲ့တော့စင်ကြလို့သိသွားပြီဆိုအရင်တော့မစင်ကြဘူးလို့ထင်တဲ့အရာတွေကြောင့်စင်ရတာ
အခုကျတော့မစင်ကြတာမရှိတော့ဘူးလေအခုစင်ကြသွားပြီနော်ဒါပေမဲ့အခုခဏထားလိုက်ဟိုအမားတို့ဟလာဆရာမတို့ပြောမယ်နည်းနည်းဘာလို့ညံဖြစ်သွားအောင်ခိုင်ငတ်သွားအောင်အခုသတိမရှိဘူးစိတ်တွေပူလောင်နေတော့တော့မှဖြေဦးမှာပဲသတိလည်းမရှိဘူးစိတ်တွေလည်းညစ်နေပူလောင်နေအဲ့ဒီမှာအပယ်ကြလာလွတ်လာဟုတ်တယ်အပယ်ကြမှာပဲနော်ဒါကစင်ပါပဲယူသားပြောတာအဲ့တော့တစ်ခါထပ်မိမယ်သတိမရှိဘူးစိတ်တွေပူလောင်နေတယ်ဟုတ်လားအဲ့ရတွေကတခြားလားအာယုံနေလားဟုတ်လားဟုတ်လားအပယ်ကြလာလွတ်နေတယ်အဲ့ဒါဆောင်းဒီကတော့ကျွန်တော်ကအလုပ်ကိုလုပ်နေရတော့မယ်မဟုတ်လေသူကဒီလိုလေကျွန်တော်အဲ့ဒီခါမှာကိစ္စတွေအားလုံးကျွန်တော်အလုပ်လုပ်နေနေတယ်အာယုံမှာအဲ့လိုမျိုးတော့ကျွန်တော်အဲ့လိုအသိနေတော့ပေါ့နော်အဲ့လိုလုပ်တော့အခါကျတော့ဆရာစိတ်ကနှစ်ကအရင်လိုမျိုးလောစိုးတွေနဲ့ဟာဒါရက်ပြရမယ်ဒီ concept ကိုငါတောင်းကြီးကပူလောင်တာတော့ရှော့တော့မယ်ဒါပေမဲ့အဲ့ကနေ force ထည့်တာနဲ့အလုပ်ဖြစ်ဟာတွေကိုအပြည့်အဝစိတ်သွင်းနိုင်မှာပါဟိုကဒီပါစိတ်ကပို့ကျွန်တော်အဲ့ဒါတော့သူကပြညတ်တဲ့ပရမတ်ကိုချင်းကြရမှာလေဘလောက်တာတွေဆိုလောက်ပြကျွန်တော်ပြောမယ်လေပြညတ်နယ်မှာကားကိုအရှိထားရှောင်းအောင်အဲ့တော့မကားမရှိဆိုကျွန်တော်တက်ကြိတ်သွားမှာပေါ့တေးသွားမှာပေါ့ဒါပရမတ်နယ်မှာကြတော့နောက်ဆုံးဒီကနေ့အာယုံမှာလာနေတဲ့ကားကြီးကအာယုံကားပါလို့သိရင်ကျွန်တော်တို့အာယုံသိုံနဲ့ပဲဘယ်ရလွတ်မြောက်သွားပြီတဲ့ဘောလေးအဲ့ဒီနှစ်ခုတော့ချစ်နေရမှာပေါ့အဲ့တော့ရှောင်းရမယ့်နယ်မှာတော့လုတ်ရရှိရဲ့နယ်မှာတော့လောက်အောင်ဟုတ်တယ်မလားဆိုတော့အဲဒီသိတဲ့နယ်မှာတော့အာယုံလို့သိကိုသိရဟုတ်တယ်မလားအဲ့ဒါဆိုရင်ဒီပညာပရမတ်ကိုဆက်ဆက်သွားပြီဟုတ်တယ်နော်ဒါမှမဟုတ်အလုံးနှစ်ပြီးလောက်ရမယ့်ဒါကိုပြီးအောင်လုပ်ရမယ့်ကိစ္စပြီးအောင်လုပ်ရမှာပညာနယ်ပဲအာယုံလို့သိရမှာပရမတ်နယ်အာယုံလို့သိလိုက်တဲ့အတွက်ဆရာမရှိမှရှိတဲ့ tension တွေရောက်သွားpressure တွေရောက်သွားတယ် pressure ရောက်တဲ့အတွက်စိတ်ကကြီးနေဖို့လွတ်နေသူ့ပြနောက်ရှင်းမဖြစ်နိုင်ဟုတ်ပြီနော်ဒါကျွန်တော်ပြောတာကတက်သေးပြတာကအခုကဟိုလောကုတ္တရာအတွက်ပဲတက်သေးပြတာဒါဆရာမပြည့်ညက်နေမိတယ်လောကုတ္တရာတက်သေးပြတာဆိုတာအပေကခဏလွတ်လို့မရဘူးလွတ်ရင်လည်းထားရမလွတ်ရင်လည်းခဏလွတ်တယ်လို့မရှိဘူးဟုတ်တယ်မလားဒါကြောင့်လွတ်ရင်လည်းအပြီးပဲမလွတ်ရင်လည်းအပြီးပဲသူကနှစ်ခုသွားတာဒါမှမဟုတ်ဟိုပုဂ္ဂိုလ်တော်တွေကအဲ့ဒါပုဂ္ဂိုလ်တော်အရှင်မဟုတ်ပါဘူးအရှင်အရေးတွေပါလို့ကျွန်တော်သိခဲ့ပြီဆိုရင်အပေကခဏလွတ်ခဲ့လားထားရလွတ်ခဲ့ရလားထားရလွတ်ခဲ့အဲ့ဒီအပေလွတ်သွားတာကသတိနဲ့ဆိုင်လားရိအလုပ်လားညာရဲ့အလုပ်လားညာရဲ့အလုပ်လေဒါကခုနသတိမရှိလို့ပူလောင်နေတယ်စိတ်တွေဆေးရဲနေတယ်ဒါပေမဲ့ပြန်ကြည့်လိုက်တဲ့ခါကျတော့အဲ့ဒါအာယုံကြီးပုဂ္ဂိုလ်တော်မှာပေါ့တာဟုတ်တယ်မလားတော့ဒါပြလို့ရှိရင်အဘေကခဏလွတ်တာလားအစဉ်လွတ်တာအဲ့လိုသိရမှာလေဒါတို့ဓမ္မတန်ရဆက်လားဓမ္မဆက်လားဓမ္မဆက်လို့သိရမိုင်းဆက်ကိုပြောင်းပေးလိုက်တယ်ဘာစင်ကင်းလို့ဟုတ်တယ်မလားတော့နော်ညာခိုင်အောင်လုပ်ပေးလိုက်တာပဲဒါပဲဒါဖေကလည်း तू ကမဟုတ်ဘဲနဲ့တာဝန်ခံပြီးသူမပြောဘူးလေတန်ရဆက်ကိုရပ်သွားမယ်ဓမ္မဆက်လဲသွားမယ်ဆိုတော့ဓမ္မဆက်ကြနားထောင်နဲ့တတ္တဝါတိုင်းရဲ့ theory ပဲပေါ့လေအဲ့ဒါကိုကျွန်တော်တို့ကရှင်းမပြနိုင်လို့သာဒီအဒီအခွင့်အရေးတွေမရတာလေလောဘဒေါသမောဟဖြစ်ပြီးပူလောင်နေပြီးသတိလည်းမရှိဘူးစိတ်တွေညစ်နေပြီလောဘဒေါသမောဟဖြစ်စဲမှာတန်တယ်လဲလိုက်ရနေတယ်ဒါပဲဘောရနေတယ်လေအဝိဇ္ဇာလည်းမရှိတော့ဘူးဟုတ်တယ်မလားကိလေသာလည်းအစဉ်သေးဘာလို့သိထားတာအဲ့ဒါဆိုတန်သာခဏရမလားအစဉ်ရနေပါအစဉ်ရနေပါဒါကြောင့်မလို့အဲ့ဒီနေရာမှာကျွန်တော်တခုတော့မှားနေတယ်တခုမှားနေတယ်ဆိုတာအဲ့ဒီနေရာမှာဆုံးဖြတ်ချက်က2မျိုးလောက်ပညာသိနဲ့ဝิญဉ္ဇီရဲ့2မျိုးပါအဲ့ဒါပညာသာသနာလမ်းတော်ပုဂ္ဂိုလ်အပြည့်ရင်ဆိုင်ပါကျွန်တော်ဥမာတစ်ခုပြောမယ်ကျွန်တော်ပြည်သားမောင်းတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဟိုဝင်းမှာကြည့်ပြည်သားတန်လိုင်းကျင်းမနေဘူးလားကျင်းတယ်ဒါပေမဲ့ဉာဏ်နဲ့ကြည့်မယ်ဘယ်နာကျင်းတော့ဘယ်မှမကျင်းဘူးလေဒါပြင်ပညာသိနဲ့ဝิญဉ္ဇီကတော့ဟုတ်လားအများအားဒီတတ္တဝါတိုင်းမှာဒီနှစ်ခုကတော့ရှင်ပြိုင်နေရမှာပဲဟုတ်တယ်မလား conscious mind နဲ့ unconscious mind ဆိုသူသိပေးရတယ်သိစိတ်မသိစိတ်ဝิญဉ္ဇီပညာသိအဲ့တော့ပညာသီးကလည်းတစ်ခုရှိတယ်ဝိညာဉ်သီးကလည်းတစ်ခုရှိတယ်ဟိုပညာသီးကဘယ်နှမှမကျင်းပါဘူးလို့သိသွားပြီဒါပေမဲ့သွားကြည့်မကျင်းတာတွေ့မှလားကျင်းတာတွေ့မှလားကျင်းတာတွေ့ကျင်းတာပဲတရားကျင်းတာတွေ့ပြီမဲ့ကိုယ်ပညာသီးကမပြည့်စည်ဘူးဆိုရင်အဲ့ကျင်းပါတယ်ဆိုအသီးကကျွန်တော်တို့တည့်သားလို့ရပါအောင်လားရတော့ဟုတ်ပြီနော်ပူလောင်နေဆိုဝိညာဉ်သီးငြိမ့်နေဆိုပညာသီးဘယ်မှမနော်ငြိမ့်နေတာပါပဲအခုလူတွေအားလုံးခံနေရတာပူလောင်လိုက်နိဗ္ဗာန်လည်းပြောင်းသွားတန်တရားလဲလဲပါဘယ်လိုချမ်းသာဟုတ်တယ်မလားနော်ပူလောင်တာတခြားလားအာယုံလားရှိရတရားလားမရှိရတရားရှိရတရားအဲ့ပူရမနာငြိမ့်နေမှာလားငြိမ့်တာပညာစီပူရဆိုမနောတိဟုတ်တယ်အဲ့ဘယ်ရနဲ့ကျွန်တော်တို့ကထွန်းဖောက်အောင်လားပညာနဲ့ပဲကျွန်တော်တို့တန်တယ်လမ်းထွန်းဖောက်အောင်ဟုတ်လားဒီရိုးရိုးဝิญဉ္ဇီနေရတော့ကျွန်တော်တို့မကြော်လွှားနိုင်ဘူးပေါ့နော်ဒါဝิญဉ္ဇဘာလို့မင်းစားဝิญဉ္ဇနာလို့ဝิญဉ္ဇမြစ်လိုက်စံတဲ့တူရဲဆိုကျွန်တော်တို့ဘာပြောမှမသိဘူးရရှိပြောတော့ဆိုကျွန်တော်တို့ပေးနေတဲ့ဝิญဉ္ဇီတို့ဒီဉာဏ်သီးတို့ကြားသီးတို့နာမ်သီးတို့ဆိုဒီ message တွေကကျွန်တော်တို့တွေကအမှားတွေပဲအဲ့တော့ပညာသီးတာလေ
အမှန်ဖြစ်မှာပေါ့လေနော်တောင်းမလို့အာယုံကိုသိမကန်းကြီးလူဤတန်တရားဆိုဟလာဟိုတနေ့ကလည်းပြောတယ်အဲ့ဒီညီစင်းဦးစီးကညွှန်ကြားရေးမှုပဲမြတ်သိန်းနဲ့သူစောင်းပြီးတော့ထုတ်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့တရားပွဲထဲမှာလာတယ်ဆရာလည်းရှင်းတော့ကတော့ဒီကစုံရက်ကြော်ရေးပါရင်နှိမ့်ချက်ရင်ကစုံရက်ကြော်ရင်လည်းသောတာပန်ဖြစ်တယ်ပြောတယ်ကျွန်တော်တို့ကြတော့မဖြစ်ပါဘူးဆရာလည်းအားထုတ်လာတဲ့နှစ်ပေါင်းတွေအများကြီးကြာလာပြီတဲ့အဲ့ဒါဆရာလည်းအဲ့ဒါဘယ်လိုကွာခြားတာလဲဆိုဟာအခုလည်းဖြစ်ပါလေဟာဆရာဘယ်လိုဖြစ်တာလဲဟာအခုလည်းကစုံရက်ကြော်တာအာယုံကြော်လို့သိဖြစ်တယ်ဆိုဟာဗျာတဲ့မယုံဘူးလားတော့မယုံဘူးလားဆိုတော့နည်းနည်းထူးဆန်းနေတာပါကျွန်တော်ပြောမယ်လို့မခုတ်ဆရာပဲပြောသွားတယ်ကိလေသာစိတ်ထဲမရှိတာသိတာသောတာပန်ကိလေသာတခြားလားအာယုံလားအာယုံဆိုပုဂ္ဂိုလ်ကဟုတ်လားဟုတ်နာမဟုတ်လားအစင်မဟုတ်လားဟုတ်လားအဲ့တက္ကတိပြောတာမဟုတ်လားသောတာပန်မဟုတ်လားကျင့်ရတာလားသိရတာလားသိရတယ်ကိုယ်ကအာယုံနေကြီးပဲလေဟုတ်တယ်မလားဟိုကပြောတယ်လက်ရှိလားလို့ပြောတယ်ရှိပါတယ်ခင်ဗျာလို့ပြောတယ်ခင်ဗျာအေးစာမွေးကြတယ်ဟောအကုန်လုံးနားတော့ဘူးနောက်တော့ကလက်ရှိလားဆိုမရှိတော့ပါဘူးခင်ဗျာတဲ့ရှိတယ်ဆိုစာမွေးကြဆိုမရှိဘူးခင်ဗျာလေသူညာတော့ပဲဖြစ်မလဲမရှိဘူးဆိုတော့အေးမလို့ပေးစီပွဲရပြီဒါမှအောင်တယ်မဟုတ်ပေးစီပွဲရပြီလို့ပြောတယ်ကောင်းရှိလားဆိုခေါင်းလေးတွေကင်ပြီးတော့ရှိတယ်လို့ပြောမှန်းတယ်ဆိုမရှိပါဘူးခင်ဗျာလက်တော့ကင်ထားတယ်ခေါင်းမရှိဘူးပြောတယ်ဒါဖြစ်လို့ရှိရင်အဲ့ဒီသူဆိုလိုချင်တာကလက်တို့ခေါင်းတို့ဆိုတခြားပြောလားအာယုံပြောတာဘုရားရဲ့အနတ္တလက္ခဏာတုတ်တစ်ခုလုံးရဲ့အနှစ်ချုပ်သည်အာယုံပဲဘာကြောင့်ဘုရားအာယုံသိသိချင်လဲသစ္စာ၄ပါးဟောတခြားလားအာယုံအဲ့သစ္စာ၄ပါးတပြိုင်တည်းမသိလို့မင်းတို့ရောငါတို့ပါသံဃာဝိဆင်းရဲမှာဩနာတိအနန္တကိုဖြတ်သန်းခဲ့ရတာပါကွာဆိုဘုရားရှင်နောင်တစကားဟုတ်တယ်မလားသူဒီလိုဆင်းရဲတွေအနန္တတွေကြော်ဖြတ်လာခဲ့ရတာအဲ့အာယုံဆိုတဲ့သဘာဝတရားကြီးကိုမသိလို့ပါလေဒီသစ္စာကိုမသိတဲ့အတွက်ကျွန်တော်တို့ကဒီလောက်ချိန်ကြီးဟလာဩနာတိခီးစဉ်ကိုဖြတ်သန်းခဲ့ရတယ်ဒီသစ္စာတရားကိုကျွန်တော်တို့သိမြင်လို့ရမယ်ဆိုချမ်းသာခွင့်ရတယ်ဟလာအခုတန်မြာဆက်ကိုရက်တနိုင်သွားပြီဓမ္မဆက်လဲသွားတယ်တော့ပညာသီးနဲ့ဝိညာဉ်သီးနှစ်ခုမှာဝိညာဉ်သီးကတော့ကျွန်တော်တို့ message မှာနေအများပေးနေတယ်ဒါမှမဟုတ်ဒီရဟန္တာများဆရာဦးလိုက်ရပါတယ်ငငယ်တော့ဖတ်တယ်အဲလိုဆိုရဟန္တာများပြောင်းမြန်မြန်သွားတယ်ဆိုတော့ဩဘယ်လိုများပြောင်းမြန်လောက်တာလဲကိုလည်းဖြစ်ရှင်လိုက်တာပေါ့နော်မသိဘူးreverse thinking ကိုreverse thinking ကျွန်တော်မရဘူးအခုကျွန်တော်ပြောမနောကပြောတယ်ဟုတ်လားတော့ကမပြောင်းလို့မရဘူးဆိုရင်မှုမပြောင်းလို့မရဘူးထိတ်လက်တော့လုံးမပြောင်းလို့မရဘူးအဲ့တဘာဝတွေဖြစ်ဘာကြောင့်လဲဆိုတော့မနောကအရှိထားနေလို့မနောရှိတာသူတို့သစ္စာဆိုရင်လာမှာထိတ်လန့်လာမှာကဒုက္ခသစ္စာအဲ့တော့အဲ့ဒီဟာတွေကဆိုရင်နာမှန်သလားဆိုရင်မှုကင်းတာမှန်သလားဘာသိနေကျွန်တော်တို့ကပညာသိပဲဟိုကထုတ်ပြလိုက်တာတော့ဝิญဉာဏ်သိပဲဟုတ်တယ်မလားကျွန်တော်တို့ကပြန်ထုတ်ရမှာပညာသိအဲ့ဒါဆိုအကုန်လုံးကျွန်တော်တို့ကဗာလဲကြောင်းမြန်မြင်သွားတဲ့ပြည်ကြီးရတော့အဲ့ဒါရဟန္တာများမှသိနိုင်တယ်သိပညာပဲတော်တယ်ဟုတ်တယ်မလားအဲ့ဒါဆိုရင်တန်တရားဆက်ရက်ပြီးတော့မှဓမ္မဆက်လည်းပတ်ခွင့်ရပြီဟလာဟိုများသောဖြင့်တော့မေးကြတာပေါ့ဘယ်လိုနေရမလဲဆိုတော့ဟလာအရင်လိုကိုအောင်ချော့ငင်းအောင်အထုတ်တာမဟုတ်ဘဲနဲ့ကိုရာချုပ်ရငင်းရတယ်အမှန်တည်းသမารီကနေဘူးလို့ပါအဲဒါဓမ္မဆက်ကြတဲ့ theory ရအပေလေးလုပ်ခွင့်ရသွားပြီတန်ត្រာလည်းရခွင့်ရသွားပြီဓမ္မဆက်လည်းလက်ပတ်ခွင့်ရသွားပါပြီတော့အဲ့ဒီထဲမှာဟလာတန်တရားရှိတာပေါ့အခုတန်တရားရှိတာဘာလို့သိချင်လဲမေးပါအပေလုပ်ခွင့်ရတယ်ဆိုမှကျွန်တော်ကအမတန်ကြည့်ကြတဲ့ကိုကြီးရတယ်ဟုတ်လားသူကအပေရောတန်တရားပါရက်သွားလေးပါအဲ့တော့ဒီလူမျိုးဘဝမှာကိုကအများအားလုံးအာယုံဆိုပြီးတော့အဲ့လိုရုံးနေတယ်မြင်ပြီးတော့မိဘမဆရာအဲ့လိုပေါ့နော်တော့ပထမဆုံး step မှာတော့ဟုတ်လားအခုကဒီအာထုံမှုတွေကအများဆုံးမေးကြတဲ့ပြဿနာပါလို့အာထုံဖို့ပဲမေးတာကျွန်တော်တို့ကတတန်များလုံးအာထုပြီးနေလာဟုတ်လားအာထုပြီးနေလာဆိုတော့ငြိမ်းအောင်ပဲဆိုကြပါစို့မင်းငြိမ်းအောင်ပဲကျွန်တော်ကြိုးစားအာထုလာမင်းငြိမ်းတော့ကြပြီဆိုကြပါစို့ဘယ်လိုလုပ်ကြမလဲငြိမ်းတဲ့တိုင်းနေရမှာငြိမ်းတဲ့တိုင်းနေဖို့တော့ခက်ခဲနေတာအရင်တော့ငြိမ်းအောင်အာထုနေရတာဖြစ်တဲ့အတွက်အလုပ်ရှိတာပေါ့အခုကျတော့ငြိမ်းပြီလို့သိသွားတဲ့ခါကျတော့ငြိမ်းတာနဲ့နေဖို့အတွက်ဒါ practice ပုံစံပြောင်းသွားတာဟုတ်တယ်ကျွန်တော်အဲ့ဒါဘယ်တော့မေးလို့အဲ့မေးကောနားလေတော့မေးလို့ဟုတ်တယ်ဒါပေမဲ့နားလည်ဖို့အတွက်တော့စနားထောင်ကစားမှာတော့ဒါနည်းနည်းဆရာရောက်ကြည့်တော့မေးတယ်ရှိတယ်ဘယ်လိုလုပ်ပြပေးမလဲဟုတ်တယ်ဒီကြည့်ရကတော့အရင်ဆုံးကျွန်တော်တို့ဟိုပါပဲ theory ပဲစမ်းစစ်ပါဒီလိုစမ်းစစ်ပါဆိုအပယ်လွတ်တာဟုတ်သလားအန္တရာယ်တာဟုတ်သလားဟုတ်တယ်မလားသစ္စာတရားဆိုတာဟုတ်သလားကျွန်တော်တို့ဘုရားဆိုပြောတယ်ဇာနာတော်ပတ္တတော်သိသောမြတ်သောပုဂ္ဂိုလ်သည်အာသဝနာခံဟောရာမိအာသောတရား၄ပါးကိုမှလည်းလို့ဗရာမိငါပြဟောတာဟောသိရင်မြင်သိသောကျင့်တော်မဟုတ်ဘူးနော်ကျွန်တော်ကဘယ်လိုကျင့်ရမလဲပဲမေးတာ
ဘုရားပြောတာဘလို့သိရင်ဘလို့မြင်ရင်အဲ့လိုပြောတာသိရင်မြင်အတော်တရားကုန်တယ်လို့ငါဘုရားတာဝန်ယူပါတယ်ပြောတာဒါပေမဲ့ကျွန်တော်တို့ကသိုံမျိုးနဲ့မကုန်ဘူးဘာလို့မကုန်တာလဲဟလာသူပြောတာဟလာစိတ်ကိုသိတယ်စိတ်ဖြစ်ကြောင်းကိုသိတယ်စိတ်ချုပ်အောင်သိတယ်စိတ်ချုပ်အောင်ချုပ်ကြောင်းအသိကိုသိတယ်၄ချက်သူပြောတာဟာစိတ်ကိုသိတယ်ကိလေသာသိတယ်ကိလေသာသိတယ်ကိလေသာဇာလာအာယုံလားအာယုံကိလေသာဖြစ်ကြောင်းသိတယ်ကိလေသာဘာကြောင့်ဖြစ်တာမရှိတာဟုတ်သိရှိထားလို့မရှိတာရှိထားလို့ကိလေသာဖြစ်ကြောင်းဒုက္ခသစ္စာခေါ်တယ်မရှိထားလို့ဖြစ်လာတဲ့ကိလေသာဒုက္ခသစ္စာခေါ်တယ်အဲ့ကိလေသာဇာလာအာယုံလားအာယုံခဏမရှိလားအစဉ်မရှိလားခဏသေးလားအစဉ်သေးလားဘာသစ္စာလဲနိရောဓသစ္စာခေါ်တယ်ဟုတ်တယ်မလားအဲ့ခက်တာမဟုတ်ဘူးနော်ဒါကျွန်တော်ဒီဖြစ်နေတဲ့သဘာဝကိုရိုးရိုးလေးပြောသွားတာတော့လေ step by step step by step ကိုပြောသွားတာတော့လေနော်အဲ့ကျွန်တော်တို့အခုခက်နေတာကကိလေသာ definition မသိတာကိလေသာဆိုတာဆင်းရဲကြောင်းဆိုတာမရှိတာရှိတာဆင်းရဲကြောင်းပဲအရေးကိုအကောင်လို့တာဆင်းရဲကြောင်းပဲပဲနေတွေ့နေတာဆင်းရဲကြောင်းပဲပေါ့နောက်ဆုံးကျွန်တော်တို့အခုနောက်ဆုံးပြီးတဲ့မေးခွန်းဒီမနှောနဲ့စန့်ကျင်ပဲဖြစ်နေမနှောကအမြဲတမ်းပယ်မှတွေ့ရမှသူကချမ်းသာတယ်ဘုရားကသူနဲ့စန့်ကျင်မဲ့နေခိုင်းတာဒါကြောင့်မလို့ကျွန်တော်နေဖို့အတွက်အခက်အခဲတွေဖြစ်နေတာပေါ့လေပယ်ရင်တွေ့ခြင်းရှိနေရင်ဒီဝကိစ္စကုံနဲ့ကတ္တညာအတွက်စန့်ကျင်ပဲဖြစ်မနေဘူးလားဖြစ်နေတာအကုန်သေးတယ်လို့ဖြစ်နေတာပေါ့အဲ့တော့အရင်ဆုံးကတော့အပယ်လွတ်တာသိကြလားဆန်းစစ်ပါသံဃာယတ္တာသိကြလားဆန်းစစ်ပါတော့ကိလေသာပြီးငြိမ်းသွားတာသိကြလားဆန်းစစ်ပါဆန်းစစ်ပြီးတော့မှအဲ့ဒီကိုယ်ရာချုပ်ရငြိမ်းအောင်နားလည်အောင်ကြိုးစားပါကိုယ်ရာချုပ်ရငြိမ်းရမှန်ပြီဆိုရင်အဲ့ကိုယ်ရာချုပ်ရငြိမ်းတဲ့အတိုင်းနေခိုင်းနေတာတရားအားလုံးရဲ့နောက်ဆုံးပြိဋိဘဏတုတ်ရဲ့ဩဝါဒပဲဟုတ်မလားအဲ့တော့ကျွန်တော်ကုံနာသေးကြလားသိကြတယ်ကိလေသာကုံနာသေးကြလားသိကြတယ်အဲ့တော့ကိလေသာအရေးဖြစ်နေလို့ရှင်းသေးနေလို့ပြညာနဲ့လားပရမတ်နဲ့လားမယ်ပရမတ်နဲ့ချုပ်တာရောသိကြလားငြိမ်းတာရောသိကြလားဟုတ်တယ်မလွတ်တယ်ဆိုတာတော့ကျွန်တော်လွတ်တာကိုတတ်တတ်မတွေ့နိုင်ဘူးဘာလို့ဆိုတော့ဟလာညိတာတွေ့ပြီးမှညိတာကိုလွတ်အောင်သွားမလုပ်နဲ့ညိတာနဲ့လွတ်တာနဲ့ညိတာသိပြီနဲ့လွတ်တာပဲလို့နားလဲရမယ်ဘာလို့ဆိုတော့ကိလေသာပေါ်တယ်အရှိထားတယ်အချာလိုက်ညိတာအရှိထားဖြစ်လာတယ်ဖြစ်ပေမဲ့ तू ကအာယုံဆိုရှိရတယ်လားမရှိရတယ်လားရှိရတယ်ဒါပြင်ညိချင်းနေပြီလေလွတ်ချင်းလို့နားလဲရညိတာကိုလွတ်အောင်လုပ်လို့ပြဿနာတက်နေတာဟုတ်တယ်ကွာကုန်နေကွာပြီးတော့စားသွားတယ်သွားကြိုင်ပြီကွာပြီးထိပြီးရဟုတ်တယ်အဲ့ဒီမှာဘုရားတိုင်ပတ်နေတဲ့နေရာလေးပဲအကုန်တိုင်ပတ်တဲ့နေရာပဲဟောတမာတိတယ်ဆိုင်ပါညံနဲ့ဆိုင်ပါညံနဲ့တမာတိအမေတမာတိမဆိုင်ဘူးဆိုခေါ်တော့တမာတိရမှာညံထွက်တာညံဟောသွားညံတော့မှအနေချင်းတော့သူလည်းစောင်းကြည့်အောင်မှာဟုတ်ထားလိုက်ပါအစားရှာရည်ဆိုတော့အဲ့ညံမှာအကုန်လုံးအဲ့ပတ်တိုင်ပတ်ညိတာကို तू လွတ်တယ်လို့မသိဘူးဘာလို့ तू ကအစရဲကမရှိတာကြီးကိုအရှိလုပ်တာလေဒါမရှိပါဘူးဆိုလွတ်တယ်လားမရှိတာကိုအရှိလုပ်တဲ့အခါကျတော့ကျွန်တော်တို့ကညိတယ်လို့ထင်တာမရှိတာကြီးကိုအစအရှိကျဲတဲ့လောက်လို့မရှိပါလို့သိရင်လွတ်မနေဘူးလားလွတ်မနေတဲ့အခါကျတော့လွတ်တဲ့အတိုင်းနေဖို့ကခဏလွတ်တာလားထာဝရလွတ်တာလားထာဝရကျွန်တော်သတိထားလို့လွတ်တာလားသဘာဝလွတ်တာသဘာဝလွတ်ရေပြင်လေးကိုဂဲပစ်လိုက်မှာဗျလွဲပါမလားလွဲနောက်လို့အာယုံမှာသစ္စာ၄ပါးရှိရဲ့တတ္တိယအဲ့ဒီဒေါသတစ်လုံးကိုအရှိထားလိုက်ရင်ဆင်းရဲကြောင်းတတ္တိအဲ့ဒီဒေါသတွေမှာပါတယ်သူငါလို့ယူရင်အပေချနိုင်တဲ့တတ္တိအဲ့ဒေါသတွေပါတယ်ပယ်ရင်တွေ့ရင်ဒီဒေါသကိုသူကအမကန်ချက်အမကန်စာချုပ်ချုပ်လိုက်တာဘာလို့ဆိုပယ်ရင်အရှိထားပြီးမှပယ်ရတယ်ဟုတ်တယ်နော်တွေ့ရင်လည်းအရှိထားပြီးမှတွေ့ရတာဒါမှမပယ်တဲ့အချိန်မှာပဲဒီဒေါသရှိပါတယ်ဆိုတော့ကျွန်တော်လက်ခံလိုက်ကြတာပဲအကုန်လုံးစာချုပ်ချုပ်လိုက်ကြတာပဲဟုတ်တယ်မလားမသိပဲနဲ့ချုပ်ခံမသိပဲဆိုတော့ဘာလို့ကိုယ်ပဲကျင်တာကိုပဲကျင်တဲ့အတွက်အရှိထားလိုက်ရတယ်အရှိထားလိုက်တဲ့အတွက်ဒေါသအရှိကိုသူအတီးပြီးသားဖြစ်သွားတယ်ဘာနည်းနည်းဖြစ်ကိုနည်းနည်းဖြစ်သွားဒေါသကိုအရှိထားလိုက်တဲ့အတွက်ဒေါသရဲ့လုတ်ပိုင်ခွင့်ကအပယ်လဲပို့နိုင်တယ်တန်ရလဲလည်နိုင်တယ်ဥနာတိခီးစဉ်လဲပို့နိုင်တယ်ဘယ်သူကအတီးပြုရတယ်ကိုအဝိဇ္ဇာအတီးပြုရတယ်ပေါ့ဟုတ်တယ်မလားဒါကြောင့်မလို့ဒေါသကိုကျွန်တော်တို့ကအာယုံမှာမရှိဘူးလို့သိရင်ဒေါသထဲမှာရှိတဲ့အရေးလို့သိရင်ဒေါသထဲမှာရှိတဲ့အပယ်ကိုပို့နိုင်တဲ့တတ္တိရှိလို့ကုန်သွားတယ်ဒါကဒေါသထဲမှာပဲဒါကြီးကအစင်မရှိပါဘူးဒီအစင်ငြိမ်းနေပါလို့သိလို့ရှိရင်ဥနာတိကိုချိန်ခံများစွာပေးစေတဲ့တတ္တိတွေရှိလို့ဖြစ်သွားတယ်ဒါမှမဟုတ်ကုသလဇာကုသလကံအောက်တော့ကံရမှနေပြန်ရမှာကံကိုဘယ်လိုရကြမှာလဲဉာဏ်နဲ့ပေါ့ကောင်းလေကုသကံကိုဘယ်လိုသိရင်ကုသကံကိုဘယ်လိုသိရမလဲအရေးဒီတော့ဒီတော့သစ္စာဟုတ်ကံကိုမရနိုင်ကြတာငါပြုထားတာငါခံစားမှာဆိုတော့ဒီကံဘယ်လိုရမှာဟုတ်လားကုသကံကငါမဟုတ်ဘူးဆိုတော့0ဖြစ်0ဆိုတော့ဒီကုသကံဘယ်လိုလုပ်ကြိုးပြီးတော့မှာအတော့ဘုရားကတော့မြင့်မြတ်ဆုံးပုဂ္ဂိုလ်နော်ဘုရားကိုယ်နဲ့သတ်မှတ်တယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဆိုတာ
ဟာလားကုသိုလ်အကုသိုလ်ပေါ်မှာကုသိုလ်အကုသိုလ်ပေါ်မှာကန့်ညစ်တတ်သောတဏှာမှလွတ်မြောက်သောပုဂ္ဂိုလ်ဗျမနအမြင့်မြတ်သောပုဂ္ဂိုလ်ငါဘုရားဆုံးဖြတ်တယ်ကဲဘလို့ကုသိုလ်ပေါ်မှာ तू ကဘလို့လူကကန့်ညစ်တယ်လေအရှိထားကန့်ညစ်ငါလို့ယူရင်ကန့်ညစ်သူ့ပဲရင်တွေကန့်ညစ်ကန့်ညစ်ကံရဲ့အကျိုးပေးတတ်တည်သူရှိမှရှိတယ်ဘဝဖြစ်စေတဲ့တတ်တည်သူရှိမှရှိတယ်ငါနဲ့ကန့်ညစ်အပေကြစေမဲ့တတ်တည်တွေပါရှိတယ်ကုသိုလ်ကကုသိုလ်အကျိုးခံမှာတတ်အပေကြစေတဲ့တတ်တည်ရဲ့ကုသိုလ်ထဲမှာလည်းပါတယ်ဥနာတေရစေမဲ့တတ်တည်ရဲ့ကုသိုလ်ထဲမှာလည်းပါတယ်ဒီကုသိုလ်ကပဲကောင်းကျိုးပေးမဲ့တတ်တည်လည်းကုသိုလ်ထဲမှာပဲပါတယ်ဟလာအဲ့ထဲကအဲ့ကုသိုလ်တွေကဒီမကောင်းတဲ့ဆင်းရဲတဲ့ဓာတ်တွေနှုတ်ဆင်ရင်အဲ့ကုသိုလ်ကပုဂ္ဂိုလ်တော်မဟုတ်ဘူးဆိုသိရင်အပေတိပေးမဲ့တတ်တည်တွေရပ်သွားအဲ့ကုသိုလ်ထဲမှာဟလာဒီဟာကြီးကအရေးကြီးပါအစင်မရှိတဲ့တရားပါလို့သိရင်ဥနာတေနဲ့ဘဝတွေပေးစေမဲ့တတ်တည်တွေရပ်သွားဒါကြောင့်မလို့အကျဉ်သူသည်အကုသိုလ်ဘောမှာတော်လကောင်းကုသိုလ်ဘောမှာတော်လကောင်းကန့်ညိတတ်သောတဏှာမှလွတ်မြောက်သောပုဂ္ဂိုလ်ပြမနာမြတ်သောပုဂ္ဂိုလ်လို့ငါပြဆုံးပြပါကံကိုဘယ်လိုရမလဲဒီနေ့ပဲရှင်းရှင်းပြောပါဆိုတော့ကံကိုတုံညလို့မြင်ကံရမယ်အကုသိုလ်တုံညလို့မြင်အကုသိုလ်ရမယ်ဟုတ်တယ်မလားကံရရင်ဘယ်သွားမလဲနိဗ္ဗာန်သွားမယ်ကံရှိရင်တန်ត្រာလည်းမယ်ဇီရိုအင်းလို့ပြီးကြတာတော့ဆရာဟောတော့ဘုရားလေဟုတ်တယ်ပြည့်စက်ဆောင်ပြောတယ်ဒီလိုရှိရင်ခဏလို့ကံမပါဇီရိုအင်းလို့ပြီးဒါပေါ့ဇီရိုအင်းလို့ပြီးကြတာဘာမှမလာအောင်ဒါပေါ့သစ္စာသိပြီးလူကအများဆုံးလို့ပြောတာဥပမာလေးဘာမှမလာတာမဟုတ်ဘူးနိဗ္ဗာန်တော့လာမယ်အဲ့တော့လာအကောင်းဆုံးဟာဟိုအကောင်းဆုံးဟာတော့ဒါဇီရိုလို့ဒါတော့ဒုက္ခတော့မလာဘူးဒုက္ခချုပ်တဲ့တရားတွေပြန်လာဒုက္ခချုပ်တဲ့တရားရောက်သွားတာဟုတ်လားဟုတ်လားဟိုနောက်တက်နဲ့တရားနာဖို့သွားလို့မသွားနေရဒီမှာပြီးပြီလို့ပြောတယ်နောက်တရားနာဖို့တယောက်ကကဲတယ်မင်းနဲ့သွားကြတာအဲကျွန်တော်ပြောတယ်သွားကြမလို့ဘူးသူတို့ကဘာဆရာတော့တက်ကတော့ဆရာတော့ဘာမှမဟုတ်ဘူးကျွန်တော်မပြောနိုင်ဘူးအခုချိန်ကျမှပြောတယ်ဟုတ်တော့ခုနတရားစစ်တဲ့ချိန်မှာပြောရင်မကောင်းဘူးကောင်းလားဟုတ် confidence confidence ကဒီမှာရှိပါရှိတယ်ဝါကိုလည်းစေအဲ့တော့ဆွဲပြောပါဗျာရရင် you mind mindset ကြောင်းပါခဏခဏပြောပါဒီလို contribute လုပ်ဟာဒီမှာအလုပ်လုပ်လို့ဟုတ်တယ်ကိုယ်တို့ပြောတာရှိတယ်ဟုတ်တယ်ဆို project ပဲပြောတာရှိတယ်ဘယ်လိုမှအာရုံstress ရှိဘာလို့ဝမ်းကိစ္စရှိတယ်ကျွန်တော်လည်းဆရာပြောတဲ့အားကိုပေါ့ဟုတ်ကဲ့ဟုတ်ကဲ့စကားတစ်ခုပြောပြတယ်တော်ဝင်မင်းနဲ့လူကြီးနဲ့ခွင့်လိုက်တော်ဝင်ပိုင်းကဟိုလူကြီးကကစားတယ်ဆရာတို့ပြောတယ်ဟုတ်တယ်ဟုတ်တယ်ဆရာတို့ပြောနေတာကလူကြီးပိုင်းမှာကိုနိဗ္ဗာန်ရောက်တော့တရားကိုပြောနေတာအဲ့ဒါကိုယ့်ရဲ့လူကြီးကိုယ့်ရဲ့ဘဝလူကြီးချမ်းသာတော်ဝင်ပိုင်းလို့ဆိုရင်တော့ဆရာတော့အောင်ပါပြင်းနေနေဘယ်တော့မှဒီ difference ကိုသိသွားအောင်ရေးကြည့်တယ်အဲ့ difference ကိုသိလို့ဒီကပူနေတယ်ဘာလို့ you ကညနာကိုကြည့်တယ်ညိုးတော့သူကဘာလို့လဲဆရာစားတော့အစစ်စစ်လုပ်တော့မလားဟုတ်ဆရာကျွန်တော်ကဂျမစက်တယ်တော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဂျမစက်တယ်ဝိုင်းဆရာကိုကိရိတာမပြောဘာမှမလာရတော့အခုကျွန်တော်တက်ဆက်အဲ့လို့တခါရပြီအာမဘာအေးအနိုလည်းဒါပဲအခုဒီကြောင်းကကြောက်ပြော summary ရဖတ်ပြီးကုန်သိတယ်မသိဘူးအဲ့ခုသိအောင်အစားရစပါပြီးတော့မသိစီအောင်ရှောက်ဖတ်ပြီးနေတယ်တော့ဓမ္မပဲဖြစ်သွားတဲ့ခါကျကိုအောင်ဝင်မလာတော့ဘူးညာနာလေးအလိုလိုပဲသွားတာစိုးစားဖို့အတွက်သူကခုနကပြောသလိုလေကျွန်တော်တို့ကတရားသိသွားပြီဆိုရင်တမာတိတိရှိတဲ့လူရဲ့ဘဝခီးလန်းကြောင်းဟာကောင်းရပဲရှိတယ်လူတွေအားလုံးရဲ့ဟလာမကောင်းတဲ့ဘဝတွေနဲ့မကောင်းတဲ့ဘဝအခြေအနေတွေရောက်သွားကြတာမိစ္ဆာဒိဋ္ဌိကြောင့်ဟုတ်တယ်နောက်တစ်ခုကနောက်ကြားပြပြီးပြောရတယ်အဲ့ဒီလိုစိတ်မှန်သွားတဲ့ခါကျမ်းမာရေးမကောင်းပါဘူးနော်ဘာလို့လဲဆိုတော့အဲ့ဒါပြောပြလူကအပူရှိတဲ့ခါကျကိုယ်နှလုံးနဲ့ပူတယ်နှလုံးတော့လားစားပူတယ်အဲ့ဒီပူကကိုယ်ခန္ဓာကိုယ်တောင်ကျွမ်းတယ်အင်းနေတော့ချမ်းသာတဲ့ခါကျကျမ်းမာအဲ့ဒါကြောင့်ခုနလာတရားကိုပြောသွားတာအဲ့ဒီကကျွန်တော်စာရေးထားတယ်သဘောအရှိကိုမရှိအဲ့ဒါကြီးဖြစ်တာကျွန်တော်တရားရည်ယူတာဟောကျွန်တော်ကမဟုတ်ဘူးဒီဆရာကြပြဆရာမဟုတ်အဲ့ဒီကတိသွားရင်မာကီစီအဲ့ဒီရော့လာအဲ့ရော့လာရင်ခုနပြောတဲ့အတိုင်းပထမနေ့မှာပြင်းညက်မှန်တဲ့ဟာကွဲသွားပြီးဟိုဟာကချော့တယ်
နော် အဲ့ဆိုလိုတာကဘာလဲဆိုတော့ဘဝတစ်ခုလူတစ်ယောက်ရဲ့ဘဝတစ်ခုကခေါင်းဆောင်တာသမာဓိတွေပဲအခုမှအခုကောင်းမြတ်တဲ့အခုဒီလိုနားထောင်နိုင်ပြီနားလေတဲ့ပညာရှိနေဘာကူပညာလို့ဟုတ်တယ်မလားဘဝဆိုတာဒီလောကထဲမှာလည်းဒီလိုပဲကအခုကကိုကမကောင်းတဲ့ဟာတွေနဲ့ရင်ဆိုင်နေရတာမဟုတ်လေဟုတ်လားကိုကဒီ ကျွန်တော်အလို လောကထဲမှာက ထုတ်ပြပါ problem ပေါ့ဒီပြဿနာမရှိရင်ဘဝမရှိဘူး ညနေမှာ ဘာကြဆန်အားလေကြဘယ်လိုလွတ်တာရှိတယ်လို့အဲ့ဒါရှားနေ အဲ့ဒါကိုဖြည့်ရှင်းရင်းနဲ့ပဲကျွန်တော်တို့ကအောင်မြင်ခြင်းဆိုတဲ့လက်ရောက်ခြင်းဆိုတော့လောကမှာလည်းအဲ့လိုပဲလုပ်ရတာလုံးဝပြဿနာမရှိတဲ့လူသားဆိုတော့အဲ့လူကဘဝတည်နေတာပြဿနာကတော့ထိုက်နေတယ် problem solution တော့မရှိရင်ဟုတ်တယ်မလားတော့ ရန်ကောင်းလိုက် အဲ့ဒါကြောင့်မလို့အဲ့ပြဿနာတွေပေါ်မှာကိုယ့်ရဲ့ဟိုခန္ဓာကြီးအားစွမ်းနိုင်အားဆုံးဖြတ်နိုင်တဲ့ဉာဏ်အားပေါ့နော်အဲ့ဒီအားတွေနဲ့ပဲဘဝဆိုတာဖြတ်တန်းကြတာရှင်းတန်းကြတာအဲ့တို့ကဘာမှပြဿနာကြီးကြီးမဟုတ်တော့ပါဘူးတော့တကယ်ပြဿနာကြီးကြီးကတော့အပယ်မလွတ်ရင်ပြဿနာကြီးရှိတယ် အဲ့ဒါတော့နေပါရဘူးဒီစင်နေစငါကြီးရဆိုင်စင်နိုင်ဆိုင်တော့ဘယ်လိုပေါ့ဆိုတောက်ကြအောင်ကောင်းတယ်ဒီနေ့9နိုင်ဆိုင်နောက်နေ့ဘဝတော့အဲ့တော့ကိုကြီးထားတာကြီးမစင်းလာကြီးပဲကောင်း တမလေးတိဖြစ်တော့ အဲ့ဒါကြောင့်မလို့အခုတကယ်တမ်းကိုယ့်ရဲ့လူတစ်ယောက်ရဲ့ဘဝကောင်းဖို့ဆိုရင်ဒီဘုရားရှင်ပေးတဲ့သစ္စာတိတဲ့ဉာဏ်ကဒီလောကထဲမှာအခုဘုရားရွတ်တဲ့ပြိဋ္ဌိအားလုံးကဘာလို့တိုင်တယ်ထားတယ် သစ္စာ သစ္စာလို့မဆာ ကျွန်တော်ဘာလဲဒီသစ္စာရှား အဲ့လိုလူ ဒီ တစ်ယော တော့ က်ရဲ့ အဲ့ခွဒါနောက်ပြည့်ကျွတ်တယ်ဘာလို့ကျွတ်တယ်သူသစ္စာရေးဆိုတာနောက်ပြီးဟိုဆရာဟိုဟာဘောစင်တော့အာဒီလိုရနေမကောင်းမှကျွတ်ကြဘောစင်ခွလာပါကိုကျွန်တော်လေဘောမဟုတ်ဘူးကျွန်တော်ကစားကြည့်တာတဲ့ခါကျမက်ကရှိပါဟုတ်ပြီဘောစင်ကဘာလဲဆိုတော့သိချပါကြည့်တော့နားလေဝါဒီဓမ္မရီဓမ္မဝိဇ္ဇာပြီးဟိုဥပ္ပကအဲ့ဒီအရာဘာလဲဆိုတော့ तू က balance ချင်းဝင်တရိယာပေါ်မှာဘေးကတစ်ခု active နဲ့ non active ဟောငိုင်းနေမယ်ဆိုရင် active ပြောင်းလုပ်မယ်ဟိုပြန်နေနေမယ်ဆိုရင် non active ပြောင်းလုပ်မယ်ဒါပဲ balance and tuning အဲ့တော့ကိုကသစ္စာတရားဂိမ်းသွားပြီဆိုကိုနှလုံးထဲမှာသစ္စာတရားဂိမ်းပြီဆိုတော့မကောင်းတဲ့ဒီအကုသိုလ်အကြောင်းတရားတွေတော့အကုန်လုံးကကင်ဆာဖြစ်သွားတယ် ညနေမှာပဲပြတာပဲဆန် ဘာလို့မနေ့ကပါချုပ်လည်းပြောရလေအင်္ဂလိပ်မာလာကြီးကကဘာကျော်လူသက်သမားကြီးတွေဟုတ်တယ်မလားကဘာကိုကြော်တာဟုတ်လားဒါပေမဲ့သူ့မိစ္ဆာတိသွားတဲ့အသိဉာဏ်ကြောင့်သူ့ရဲ့အကုသိုလ်တွေအကုန်လုံးကလုံးဝလို့ရတန်းလေပြန်မလာတော့ဟိုကနေသေးအောင်မေးတယ်ဟိုဂဲနဲ့ထူတာတော့ဆုံးမရတော့ရှိတာပေါ့အဲ့လောက်ကတော့ ဒါဘူးလေ ဟုတ်တသက်ကျွန်းကြမဲ့လူကတရက်လောက်နဲ့လွတ်တာဆိုမင်းမကျင်းနိုင်ဘူးလောက်ကွာတော့ဒီတော့ကြည့်တယ်ဟုတ်လားအဲ့ဒါ ဆရာလည်းလိုက်ပါ မပတ်တော့ဘုံနဲ့သိဖို့လည်းတွေ့ရ ကျွန်တော်မပတ်ကျွန်တော်နည်းနည်းရှုပ်တယ်ဟာဆိုဘာကိုအိုင်ရောလို့မှာလဲ အဲ့တော့အခုလေဟိုပြဿနာတွေအများကြီးတွေကတသက်ကျွန်းစာတော့မရှိတော့ဘူးရက်စာတော့ပဲရှိမှာ ဟု ဟုတ် တ် လား တယ်လုပ်ပြလို့လည်းရှိလုပ်ပြလို့ပါဘူးအဲ့တော့ဘာလို့ကောင်းမှာဘာလဲဘာဖြစ်တော့မှာလဲကိုယ့်ရဲ့လုပ်ငန်းကြီးကိုရှုပ်တယ် ကိုရင်းတာဟုတ်တယ်ကျွန်တော်လည်းအလုပ်နဲ့လုပ်ခဲ့ရတာပဲဒီ pressure တွေကတချို့ဆိုရင် ဟုတ်တယ်ညုံငယ် ဟုတ်တယ်ရလို့တော့မရဘူးခံစားချက်ရလို့ကိုမရဘူးအဲ့ဒါမျိုးတွေကလည်း ညီလေးက ဟုတ်တယ်မရှိပါဘူး ဟိုပွင့်ကြီးတွေရဲ့နေနာကိုခံခဲ့အခုဒီလူတွေကအဲ့ဒီပွင့်ကြီးတွေဓမေကြီးတွေကြောင်းနေပဲပြောကျွန်တော်မပြောချင်ပါဘူးဒါပေမဲ့အခုရဲ့ယင်းကြီးခံရတဲ့လေပုစီမတဲ့ကမြင် ကျွန်တော်အဲ့ low feeling အဲ့လိုပဲလေ low feeling အဲ့ဒါဆိုတော့ဟွာပေါ့နော်ကိုကကောင်းမြတ်တဲ့ဒီသစ္စာတည်းရဲ့အသိဉာဏ်တွေကိုဆက်လက်ပြီးရအောင်ထင်ထင်ထားပါဟလာလောကမှာလည်းကောင်းမြတ်တဲ့အလုပ်ပဲလုပ်ပါဟိုပြဿနာဆိုတော့အခိုက်အတန့်ဖြစ်လာကြတာအဲ့ဒီအရာတွေကိုအဲ့ဒါဒီတတ္တိတွေနဲ့ကြော်လွှားမုတ်ချကြော်လွှားနိုင်ပါဘူးဟုတ်တော့နော် ဘုရားတော်မလို့ ဘုရားတော်မှာမလို့ အရင်ကတော့ဘာအားမှမရှိဘူးဆရာအိုင်ကြီးသင်ပေးလိုက်တယ်ပြန်သွားအေးကြောက်စရာမရှိဘူး ဒီဘက်ကအများကြီးလွယ်တယ်ဒီဘက်က theory ကအများကြီးလွယ်တယ်ကျတော့တမန်ပြောနေတဲ့ဒီသတိပ္ပံ theory နဲ့ပြောင်းနေပြောနေတယ်ဒါပေမဲ့ညံပြအောင်ကြိုးစားဆိုကြပါစို့ကျွန်တော်ဘက်မှာဆိုရင်တမာရီရှိအောင်လုပ်ရမယ်အင်ဒရီလုံညုံလုပ်ရမယ်ဟုတ်တယ်နော်ဒီဘက်ကလုံညုံလုပ်ခိုင်းတာမဟုတ်ဘူးလုံညုံနေတာပြောတာကဲလုံညုံတော့ကျွန်တော်ဥပမာတစ်ခုပြောပြမယ်ကဲမြင်ခန္ဓာ၅ပါးကိုတုံညံ့မြင်ရင်အဲ့မြင်စိတ်ကလောဘဒေါသမောဟဝင်မှမှာဝင်တခြားလားအင်ဒရီလုံညုံလားကဲဟိုကအင်ဒရီလုံညုံတော့မရှိဘူးမှန်ကျွန်တော်တို့ကအစင်လုံးညွန်တာပြောမှာကဲကိလေသာခဏသေးလားအစင်သေးလားဒါဖြင့်အိမ်တွေခဏလုံးညွန်လားအစင်လုံးညွန်လားလုံးညွန်အားထုတ်ရမှာလားလုံးညွန်နဲ့နေမှာလားဘယ်အသက်တာ တက်တာနေ ဟုတ်တယ်မလားနော်ဒီဘက်ကတမာရီရှိအောင်အားထုတ်ခိုင်းတာတမာရီဘယ်လိုရှိအောင်တောင်းလဲမဒေါသစိတ်တွေဖြစ်တယ်အာယုန်တွေပြန့်လွန်းတယ်စိတ်တွေပြန့်လွန်းတယ်ပြန့်လွန်းတဲ့စိတ်တွေမဖြစ်အောင်လုပ်လို့မရဘူးဟုတ်လားပြန့်လွန်းတဲ့စိတ်ကသဘာဝကြီးဟုတ်တယ်မလား
ပြောင်းတဲ့စိတ်ကိုကျွန်တော်တို့ကတင်းကြီးအောင်လုပ်ခဲ့ရတယ်။နှစ်ပေါင်း20လောက်ကျွန်တော်လုပ်ခဲ့ရတယ်။ဒီနေ့ချိန်လေတင်းကြီးတာလည်းမတွေ့ရဘူးပေါ့လေ။ဟောစိတ်ကောဂရေသိမ်းမှာဆိုမှ तू ဟုတ်လားဘယ်လိုလုပ်တင်းကြီးပါလဲ။တက်ကြည့်လေစိတ်ကသူတို့ပြောလို့ရေသိမ်းမပြတ်ဘူးဆိုတော့တင်းကြီးနေဆိုတာဒီမျိုးထားလို့ရတယ်။ရေသိမ်းတော့နဲ့ပြက်နေပါဆိုစိတ်ကိုကျွန်တော်တင်းကြီးအောင်ဘယ်လိုလုပ်မှာ။ ရိုက်ခဲ့တယ်ဟိုတက်စီကြောင်းလို့ ဟုတ်တယ်အဲ့တော့အခုဒီမှာကျတော့ကျွန်တော်ညံပေးလိုက်ညံကအခုပြန်လို့ဆိုစိတ်ကတခြားလားအာယုံလား အာယုံ ရှိလား ရှိတယ် ခဏမရှိလားအစင်မရှိရ မရှိတယ် ပြန်လို့စိတ်မရှိရတခြားလားတင်းငင်တာ ပြင်းရတယ် တင်းငင်တာနဲ့နေခိုင်းတာလုံးကျုံတာနဲ့နေခိုင်းတာငိမ့်ချမ်းတာနဲ့နေခိုင်းတာကုံတာချုပ်တာငိမ့်တာနဲ့နေခိုင်းတာတင်းငင်တာနဲ့နေခိုင်းတာနော်အိမ်တွေလုံးကျုံတာနဲ့နေခိုင်းတာဆိုပညာနဲ့ပြီးတဲ့ဓမ္မစကြာတီးကိုလေဟုတ်လားအမတန်မှအားကောင်းတဲ့ဒီ power တွေကိုနှလုံးအိမ်ထဲမှာရှိပြီဆိုရင်ဟုတ်လားတရားစစ်တန်ခါစစ်ကျွန်တော်ပြောမယ်ဟုတ်လားပြစ္ဆာနာခန္ဓာနာအတ္တရနာအနုလောမိကခန္ဓာပြလက်ပြီးဥပါဒခန္ဓာ၅ပါးကိုတဲ့အရှိထားမယ်ဆိုလို့ရှိရင်ဟုတ်လားဥပါဒခန္ဓာကိုမြင်မယ်ဆိုရင်ဥပါဒခန္ဓာကိုကိုယ်ကြရမဟုတ်ဘူးလို့အတ္တရနာဆိုကိုယ်ကြရမဟုတ်ဘူးလို့မြင်မယ်ဆိုရင်ပြစ္ဆာနဲ့လျော်တဲ့ဉာဏ်ရရင်နိဗ္ဗာန်ရလိမ့်မယ်ပြစ္ဆာနာခန္ဓာနာနိရောဓံတရဏံနိဗ္ဗာန်နန္တိအဲဥပနကနာအစဉ်မရှိလို့သိတာမိမိရဲ့ယင်မှာဖျားစစ်တရားစစ်တန်ခါစစ်ကိန်းနဲ့နှလုံးအိမ်ပဲ အာလေးမှမလင်းနဲ့ ဟုတ်လားအဲ့ဒါပါဠိတော်မှာကိုတရားဝင်ဖျားပြောတာဟောပိဿနာခန္ဓာနာတာနာအနုလုံးမိခန္ဓာပြိလက်ပြီဒါကိုဘေးနာမှာအဆောင်လျှောက်သိမ့်တန်းရှိပြီရှိပြီကွာတယ်ဥပနကနာရှိမယ်ဆိုအဲ့ပုဂ္ဂိုလ်ကဘာအဆောင်လျှောက်မှမရှိတဲ့ပုဂ္ဂိုလ်ပဲကြားပြီပိဿနာခန္ဓာနာနိရောဓအာတနာဥပနကနာအစဉ်မရှိလို့သိရင်ကွာတဲ့မဲအဆောင်ဘေးနာမှာတယောက်မှမရှိလဲပဲအဆောင်လျှောက်နဲ့ပြည့်စုံကုန်လုံးကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လုံခြုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီနေ့လာလိုက်တဲ့အတွက်တရားလေးနိုင်လိုက်တာဟိုဘက်တော့သွားကျင်တာပေါ့လေ ဘုရားညွတ်တယ်ဘုရားနည်းနည်းညွတ်တယ်အခုအပြက်ပါအဲ့တော့ ရေးစင်းပြောစားရလူသေးတာ စားတော့မဖျားပွင့်တာ အဲ့တော့ကိုယ်တိုင် ဘုရားကဘာကြီးတဲ့ဘောကစီဘက်ကလိုက်ပို့ရမှာ အဲ့တော့ဒီမှာကိုယ်တိုင်တရားစိတ်ကြတဲ့တန်ခါသိဖြစ်တာကိုယ့်ရဲ့ဉာဏ်ပြောတာသစ္စာသိတဲ့ဉာဏ်ဗုဒ္ဓပဲသစ္စာသိသွားရင်ကိုယ်တိုင်ဗုဒ္ဓပဲညောက်ပြောတာမဟုတ်ဘူးနော်ဗုဒ္ဓ၅မျိုးရှိတယ်တမ္မာတန်ဗုဒ္ဓတမ္မာတန်ဗုဒ္ဓတော့မဖြစ်ဘူးရှင်မေတ္တကဗုဒ္ဓလည်းမဟုတ်ဘူးအကသာကမဟာသာဗုဒ္ဓအဲ့ဒါလည်းမဟုတ်ဘူးပဂတိဗုဒ္ဓဆိုတာသစ္စာသိတဲ့လူတိုင်းရဲ့နှလုံးအိမ်မှာဂိမ်းတဲ့ဗုဒ္ဓစီပဂတိဗုဒ္ဓပဲသစ္စာသိတဲ့နှလုံးအိမ်တိုင်းမှာဂိမ်းတဲ့ယရဏသုံးပါးစီယရဏသုံးပါးအစစ်အမြတ်ဆုံးရဘယ်ရာနဲ့မှဖြည့်ဆည်းလို့မရဘူးသဘောတည်းဒါမှမဟုတ်ကျွန်တော်တို့တွေကြိုးစားခဲ့ကြပေမဲ့ဒီလိုအနှစ်သာရရှိတဲ့အတန်တွေကိုကျွန်တော်တို့နေရာတိုင်းမရဘူးမကြားနိုင်ဘူးဒါအခုကဘယ်လိုပဲဖြစ် ရန်ကောင် အရန်မီကန်လည်းကောင်းတယ်ညာလည်းကောင်းလို့ပါဒါပေမဲ့ကိုယ်ကစင်ကျင်နိုင်တဲ့အင်အားလည်းမြင့်လို့ပါသဘောတည်းနော်ဒါမှမဟုတ်အပယ်လို့ခွင့်တရားဘောလေးနာခဲ့ရဘယ်လောက်များလဲ ရေမတက်နဲ့ အပယ်လို့ခဲ့တဲ့တရားဘောလေးတစ်ပွဲတော့ကျွန်တော်ဥမာပြကြည့်အဲတရားဘောမှာလုတ်ခဲ့လို့လေနောက်တော့မလွတ်မဲ့ဟာဘာလို့သွားကျင်တာလောက်တော့လုတ်ပေါ့လေတရားမနာဘူးလို့ပြောတာတော့မဟုတ်ဘူးနာတော့နာ ဘယ်လိုရှိအောင်ရေးဘောရ ရတယ်အာသုနာကျွန်တော်ကြီးမှလည်းရှင်းပေးလိုက်ပါအဲ့ဒါဆိုတော့ဘာလဲဆိုတော့တကယ်သစ္စာတရားဟုတ်မဟုတ်တကယ်လွတ်မြောက်မှုဟုတ်မဟုတ်ဆိုတော့ကိုယ်ပိုင်ဉာဏ်နဲ့စားစစ်နိုင်တဲ့ပါဝါရှိတယ်နော်။ဘာလို့ပစ္စနာဟလာပစ္စနာခန္ဓာနာဟလာအနိစ္စအနုလောမိကခန္ဓာပြေးလာပြီဥပါဒခန္ဓာ၅ပါးကိုအနိစ္စလို့မြင်ကြတဲ့သစ္စာနဲ့လျော်တဲ့ဉာဏ်ရပြီနိဗ္ဗာန်ရလိမ့်မယ်ပစ္စနာခန္ဓာနာနိရောဓနိစ္စနိဗ္ဗာန်နာဒီပတ္တတတသမရဏိယမှာဩကံမတိအဲဥစ္စာနာဝရပဲဘာသာပြန်ထားတာသမရဏိယမှာမဲ့ဆိုတာနိဗ္ဗာန်သို့ကိန်းတွေသွားသောကြောင့်အဲ့တော့တရားလားသိရင်နိဗ္ဗာန်ရောက်မှာသိရင်နိဗ္ဗာန်ဝင်မဲ့တရားကိလေသာခဏမရှိရသေးလားအစင်မရှိရသေးလားအစင်မရှိရသေးသူကိုယ်တိုင်ပြောတာသမတ္တနိယမှာမဲ့ဒီနေ့သောတပတိမဲ့သာဂာမိမဲ့အနာဂာမိမဲ့တော့ဟောနေကြတယ်သမတ္တနိယမှာဟောတယ်လို့မရှိဘူးသမတ္တနိယမှာမဲ့ညာတော့တော်40ဘုံမှာဗျာဒီဝင်ဟောတာခဲ့တဲ့မဲ့ညာပဲအဲ့ဒီအစင်3ညကိုမသိကြလို့မဟုတ်စေဘယ်တော့နာမတတ်မပြောဘူး3ညမြင်မျက်ရည်ချောက်မဲ့အပယ်လွတ်မဲ့နေမဲ့ရမဲ့3ညမြင်အောင်လောက်ကြကွာလို့ပြောပေမဲ့ကျွန်တော်3ညခံစားဖို့မရခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ခန္ဓာနဲ့ဆုံးကိုပိုင်းခြားပြီးတော့မောခဲ့လို့မသိခဲ့ကြဘူးအခုကျွန်တော်တို့သိခွင့်ရတယ်အများကြီးချမ်းသာခွင့်ရတယ်ဟုတ်လားပိဿနာခန္ဓာနာရောဂါလူလုံးမြတ်ခန္ဓာပြိလာပြီဥပနာခန္ဓာရှိတဲ့ပုဂ္ဂိုလ်ကယောဂရှိတဲ့ပုဂ္ဂိုလ်ပဲဆရာမယောဂရှိတာမရှိလားမင်းခေါ်ဝါလာတော့ရှိတယ် ဒီကိုစွန့်ကြည့်ရ ဝါလာတော့ရှိတယ် ဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီ body ကြီးကိုတယ်လီဘတ်ခန္ဓာကြီးကိုယောဂပြောတာမဟုတ်ဘူးဒီကိုယ်နဲ့ခန္ဓာကိုအရှိထားတဲ့တတ္တဝါရဲ့နှလုံးအိမ်ထဲပူလောင်နေတာဒါကြောင့်မလို့ဒီ stress တော့ကဒီ
ဒီ step တွေကနေတော့ယောဂဘောင်းဆောင်သူကထုတ်ပြီးတယ်ဘယ်သူကလုပ်တယ်လဲဆိုတရားခံဒီယောဂ foundation ဒီဥပနာခန္ဓာပဲတောင်းလို့ဟလာပိဿနာခန္ဓာနိရောဓအာရောကျင်လေးပါဏန်ဒီပတ္တန်တတတမ္မရဏိနာဩကံမတိဥပနာခန္ဓာအစင်မရှိဘူးလို့ပြည့်မြင်ခွင့်ရတဲ့ပုဂ္ဂိုလ်တိုင်းကယောဂကင်းတဲ့ပုဂ္ဂိုလ်ပဲဘာယောဂမှမရှိတဲ့ပုဂ္ဂိုလ်လို့ပြောယောဂကင်းတဲ့နိဗ္ဗာန်ကိုတမ္မတ္တနိယမမဲ့ညာဖြင့်မျက်မှောက်ပြီးမြင်နိုင်ပါလိမ့်မယ်တရားရှိခိုးလို့ပြောတယ်အဲ့တော့ကျွန်တော်တို့တွေရဲ့ယောဂကင်းခြင်းမှုအပူဓာတ်လောင်ဓာတ်ကင်းခြင်းမှုဟလာကျွန်တော်တို့ရဲ့ဆင်းရဲမှလွတ်မြောက်မှုဆိုတာကျွန်တော်တို့ရဲ့သစ္စာသိတဲ့အသိဉာဏ်တွေနဲ့ပဲဓာတ်ရိုက်ပတ်သက်တဲ့အချိုးကျတယ်ပေါ့သစ္စာကိုတကယ်ကျွန်တော်တို့တရားရှင်ထားခဲ့တဲ့အရိယာတွေနီးကြကြဟာဒုက္ခသစ္စာကိုပိုင်းခြားနိုင်မယ်ဒုက္ခသစ္စာကိုပယ်နိုင်မယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်မဂ္ဂင်၈ပါးပြည့်မယ်ဆိုရင်ဟလာနောက်မှလွတ်မြောက်မဲ့တရားမျိုးကဘုရားဟောခဲ့တာရှိတယ်တဏှိတိကဟာလာတော့အခုအပေကနောက်မှလွတ်မှလားအခုလွတ်တာအခုတည်ပြီးအခုလွတ်တာသန္တရာနောက်မှရမှလားအခုရမှာနိဗ္ဗာန်တိမ်မဝင်မှလားအခုဝင်တယ်ဝင်နေတော့ဝင်နေတယ်ပေါ့ဝင်နေတာဟုတ်တယ်မလားပရိသဝကဆိုပဂိတန်နိဗ္ဗာန်ဝင်နေတယ်ကွာမသိလို့ဆိုတော့အဲ့မေဒီလာချင်းလေးနည်းနည်းလောက်သူအာတော့ပြီးထွက်လာတော့ဆရာတဲ့နိဗ္ဗာန်အရှင်ဝင်တယ်ဆိုတော့ဆရာသတိထားလုံးဝင်တယ်ဆိုတော့ဆရာလူကြားကောင်းတယ်ဟုတ်လားသတိမထားပဲအမြဲဝင်တယ်ဆိုတော့အဲ့ဒါတော့မသိတဲ့အောင်နဲ့တူတယ်ဆရာအဲ့လိုတော့မပြောသေးဘူးကျွန်တော်အဲ့လိုပြောတယ်ဒါပြင်ဆရာလေးလို့ကျွန်တော်မေးမယ်လို့ဆရာလေးကြိုက်တယ်လို့ဥပနာခန္ဓာသိလားသိပြီအာယုံအားလည်းသိတယ်ခဏသုံးညလားအစဉ်သုံးညလားအစဉ်သုံးညဟုတ်ပြီအဲ့ဒီသုံးညဖြစ်နေတာဆရာလေးသတိထားလို့လားအထုတ်လို့လားဒါမှမဟုတ်သဘာဝသုံးညဖြစ်နေတယ်အဲ့ဒီဒုက္ခကုန်တာကျွန်တော်သတိထားလို့လားအထုတ်လားသဘာဝကုန်သဘာဝပေါ့ဟုတ်တယ်အဲ့ဒီဒုက္ခအစဉ်ကုန်တာကျွန်တော်သတိနဲ့မဆိုင်ဘူးလေသဘာဝဟုတ်တယ်အစဉ်ကုန်တော့သိတဲ့ဉာဏ်မှတပါဒုတိယမြောက်အခြားနိဗ္ဗာန်ဝင်တဲ့တရားရှိလားရှိဒါပြင်နိဗ္ဗာန်လူဝင်လာလားညံဝင်လားခဏဝင်လာအစဉ်ဝင်လားသုံးတဲ့ပုံလုံးထဲမှာကျွန်တော်ပြောတာဝင်ပြီးပြန်မထွက်ရတဲ့ပုံကျွန်တော်ပြပါရှိလားသုံးတဲ့ပုံထဲမှာဝင်ပြီးပြန်ထွက်လို့မရတဲ့ပုံရှိလားမရှိဘူးသုံးတဲ့ပုံနဲ့မေးရလေမရှိဘူးဟုတ်တယ်မလားဟုတ်နိဗ္ဗာန်ဆိုဝင်ပြီးထွက်လို့ရလားမရဘူးအခုပြန်ထွက်လို့မရတော့ဘူးအဲ့ဒါတော့စိတ်မကောင်းဘူးဟုတ်တယ်မလားဒါတိကိုပေါ့ရှိတယ်အဲ့ဒါကျတော့ဘယ်မှာရှိလို့လဲအိုးရှင်တော့မေးရတော့ဘယ်အဲ့ဒါပြောတာသဘောတရားဟုတ်လားမှားပြီးတော့လည်းနိဗ္ဗာန်နဲ့မရောက်ဘူးဟုတ်လားရောက်ရှင်လို့လာတာမလားရောက်ပြီးလည်းပြန်ထွက်လို့မရဘူးအဲ့ဒါဘုရားရှင်သားရဲ့သစ္စာတရားပဲတန်တေတိကအဂါရိကအကျိုးတရားလို့သွားတယ်အဲ့ဒါတွေကိုကျွန်တော်တို့လူတိုင်းကဒုက္ခမချုပ်ရှင်တဲ့လူသားရဲ့လို့မရှိဘူးဟုတ်တယ်မလားနိဗ္ဗာန်မလို့ရှင်ပြောတယ်ဒုက္ခသိရှင်မှာမေးတော့ကြောက်မှမဖြစ်ရှင်တကယ်တမ်းကျတော့နိဗ္ဗာန်ဆိုတာဘာမှမသိဘူးဒုက္ခဖြစ်ရှင်တဲ့တတ္တဝါဆိုတာကျွန်တော်လောကထဲမှာဥမာပြတော့ဒုတိယမှမရှိဘူးဒုက္ခငြိမ်းချင်ကြတဲ့ပုဂ္ဂိုလ်ကြီးကြီးပဲဟုတ်တယ်မလားဒုက္ခငြိမ်းရကိုအခုညံပြစ်သွားလို့ရှာကြလို့တွေ့သွားပြီဆိုတော့လည်းပဲဒီဒုက္ခငြိမ်းရနေဝင်သွားပြီးပြန်ထွက်လို့ရတယ်ဆိုတော့နေရာမရှိဘူးမတိဘဲနဲ့ဝင်ရထုံးတာမရှိသလိုဝင်သွားပြီးပြန်ထွက်လို့ဆိုတော့ထုံးတာမရှိဘူးစိတ်ဓာတ်ရှာလက်စိတ်ပဲဗျာနောက်ဆုံးဘဝဆိုတော့ဟလာဟိုဗမာစကားနဲ့ပြောရရင်တော့နည်းနည်းဝကျွေးရှင်လည်းဆက်လိုက်ဖို့ပဲဟုတ်တယ်မလားဒါတော့ကြံသေးတာကိုကရက်ဆက်ပြတော့တော့ပြေးမှာဆိုင်ကန်ကြီးဆိုင်ဝကျွေးလည်းငြိမ်းနေတာပဲမဟုတ်လေပြောပြတာပါဟလာဟိုခြေလုံးညက်နေတာပြောတယ်လေဘာပြောလဲဆိုတော့မြောက်ကိုသွားဖမ်းတော့ဘာလုပ်လဲဆိုတော့သူအုံးလေးကိုအပေါက်ပေါက်ပြီးတော့ထဲမှာပေါက်ပေါက်စုပ်တွေထည့်ထားတယ်မြေပဲဆန်တွေထည့်ထားအဲ့ဒါဘာလို့လဲဆိုတော့သူကခြုံဘုတ်ကနေသွားပုံးတပ်ပုံးတဲ့ခါကျတော့မြောက်ကဆင်းလာပြင်ပေါ်ဆင်းလာပြီးတော့ကိုကြီးတကြီးလူမရှိတော့ပါတော့အုံးလေးရဲ့နှိုက်တာလိုက်တဲ့ပရမတော့ယူဆအဆင်ပြေတာပေါ့လို့လေဟလားနောက်ကြတော့လူလဲလာတော့ဒီကောင်ကဟိုကစုတ်ထားတဲ့ဥစ္စာမပြေဘူးလေအုံးကြီးလုံးနဲ့ပြေတော့လည်းမလို့စုတ်နေတယ်ဗျာဟုတ်လားဆက်လို့ပဲမရအဲ့တခုတော့ရှိတာပေါ့အုံးကြီးလွတ်သိရင်လည်းလွတ်ပေါ့သိချမ်းသာမယ်ဆိုရင်လေဒါကိုကဆုံးဖြတ်ချက်ပဲဟုတ်တယ်မလားကိုဆုံးဖြတ်ချက်ကကိုကတတိရှိဖို့လိုတယ်ဟုတ်လားဘောတိုင်းမှာဟလာနေရာတိုင်းမှာသူ့ဟာနဲ့သူတော့ရှိနေကြတာပဲအဲ့ဒါကိုယ်ထွက်ပေါက်ဆိုတာရှိပါတယ်အဲ့ဒါဘောကခက်ခဲဆိုတာတော့ဟလာလူတိုင်းမှာကြုံကြမှာပဲဒါလည်းအများတိုင်းတော့မဟုတ်ပါဘူးတော့အရေးကြီးဆုံးကတော့ဗာလေအမြင့်မြတ်ဆုံးဆိုတဲ့ကိုရဏသုံးပါကိုနှလုံးရင်ကိန်းသွားပြီသစ္စာတည်တဲ့ဉာဏ်ကိုကိန်းသွားပြီကိုလိုချင်တဲ့မြင့်မြတ်တဲ့လွတ်မြောက်ခြင်းတွေလည်းအခုရပြီဒီတရားပွဲကတဏှာရဲ့တစ်ဆိုင်ထဲမှာပဲကိုလိုချင်တဲ့ဉာဏ်အများကြီးပြီတရားမှမကြောက်တော့ဘူးဆိုင်မှာဟိုတည်းရကြအဲ့လိုပဲပြီးသွားပြီဒီအဲ့ဖမ်းနေကိုလေခွဲချတာမီးရကြလေဟုတ်တယ်မိထဲမှာပွင့်နေကြာမိထဲမှာပွင့်နေကြာဆရာပြောတဲ့စကားလုံးအဲ့ဒီစလုံးနဲ့ဆိုတာဘာဆိုတော့လောဘဒေါသမောဟထဲမှာနိဗ္ဗာန်ရှိလိမ့်မယ်လို့ဘယ်သူမှမဟုတ်
ဒါပေမဲ့ကျွန်တော်ကလောဘဒေါသမောဟကတခြားလားနိရောဓသစ္စာနိရောဓသစ္စာလောဘဒေါသမောဟကတခြားလားမေဃသစ္စာမေဃသစ္စာအဲ့တော့သူကအရှံပဲထွက်နေတယ်နှစ်မျိုးတည်းလည်းသူကလာပါရှုပါဖြစ်နေတယ်ဒါပဲကျွန်တော်တို့ကဘာမှပံ့ပိုးပေးကြရမလို့သူကကိုကဟာလာဒုက္ခငြိမ်းအောင်လဲသူကသူ့မှာတတ်တည်ပါပြီးသားကိုကမသိလို့လားဒါကဒုက္ခငြိမ်းအောင်ပို့ဆောင်မဲ့တတ်တည်လဲသူ့မှာပြည့်စုံပြီးပါပြီးသားသူအဲ့ဒီငြိမ်းနဲ့အဲ့ဒီသစ္စာလေးပါးကိုအကျဉ်းချုပ်တော့ဒုက္ခချုပ်ငြိမ်းတာတစ်ခုပဲနှစ်သာလာရှိတယ်စင်ကြယ်တာနဲ့ဒုက္ခငြိမ်းတာပဲကြမ်းတယ်အဲ့ဒီငြိမ်းတဲ့အတိုင်းစင်ကြယ်တဲ့အတိုင်းဟလာသတိလေးနဲ့နေမယ်ဆိုလို့ရှိရင်ဟလာဒီအရိယာတို့သွားတဲ့ဟလာနေရာကိုလွဲမသွေရောက်ပါလိမ့်မယ်တကယ်လို့အဲ့လိုအကျိုးမဲ့ဖို့တွေမရအောင်တောင်မှသူကနောက်ဆုံးစာတီနောက်ဆုံးပေါ်တယ်ကျွတ်တောင်းဝင်ပေးထားတယ်ဟုတ်တယ်မလားကဲဆိုရပါစို့ဥပနကနာအစင်မရှိဘူးဆိုရင်ဥပနကနာပိုင်းချက်တာကိစ္စကြံလေးလာပြီးဆုံးပြီပြီးဆုံးပါပြီပြည့်တာအစင်လေးဆိုပေတာကိစ္စကြံလေးလာပြီးဆုံးပြီလားပြီးဆုံးကဲအဲ့နှစ်ခုရှိရသွားပြီဆိုရင်ဘိုက်ကင်ဖောင်ကကန်းအောင်ကပ်ပြီဒိဗ္ဗံဆိုကန်းကပ်ပြီလော်စရာကိစ္စကြံလေးလာပြီးဆုံးပြီပြီးဆုံးပါဒါပြင်ကန်းကပ်တဲ့လူကမျောမှလားဆင်းမှလားဆင်းပါမျောစရာကိစ္စလည်းပြီးဆုံးပြီတော့ပိုင်းချစရာပယ်စရာမြမောပြစရာပွားစရာကိစ္စပြီးဆုံးလို့သိတဲ့ဉာဏ်ဒီတခြားဉာဏ်လားကတ္တဉာဏ်တခြားလားနောက်ဆုံးသာဒီတခြားလားနောက်ဆုံးပွားလားတခြားလားကျွတ်တန်းဝင်လားတရားအဆူဆူတိုင်းမလွဲတဲ့ဒီသစ္စာတရားပဲဟောသိပြီဘုရားဖြစ်ရတာဒီသစ္စာတရားကိုပဲပြန်ဟောပြီးတတ္တဝအားလုံးကျွတ်တန်းဝင်ရခဲ့ကြတယ်ဒါစကြတရားကြီးဟောဒီနေ့နာကုန်လည်းရတယ်နားလည်းကုန်လည်းရတယ်ဆိုတော့ဒါကျွန်တော်လည်းပါပဲဖြစ်ပါတယ်အမြင့်မားဆုံးကံတရားတွေဉာဏ်တရားတွေနဲ့ပြည့်စုံတဲ့အချိန်ပဲအမှန်တော့ကရက်ဆက်ဘုရားနဲ့တွေ့တဲ့ကျွတ်တန်းရဆိုကျွန်တော်တို့ကတပ်ဖို့ကြဆရာဦးမောင်နဲ့တွေ့ကျွန်တော်ကျွတ်တန်းရဟောဒါကြီးအိမ်စားမရှိနေဆက် break လုပ်ကြbreak လုပ်ရဘယ်လိုထိုးရမလဲငါခင်းနေခွဲမေးရရှိရင်တော့မေးပါမေးချင်တော့မေးပါဦးနော်မေးပါဟာဒီမကြောက်နေတယ်ဟုတ်ကဲ့ဟုတ်ဆရာကြောင့်ပြီးတော့ open ပြောကျေးဇူးတင်တယ်လို့ကျေးဇူးဘယ်လိုဆက်မှာလဲမတရားလို့ပြီးကျေးဇူးမတရားလို့ပြီးဘုရားတာဆက်ချင်ပဲလေအောင်ဟုတ်ကဲ့ဘုရားတာဘုရားသာသနာရှိရန်တေတုဘုရားသာသနာရှိရန်တေတုဘုရားသာသနာရှိရန်